မေယော်ရီဘုဇလန်ချန်နယ်ကိုအားပေးနားဆင်နေကြတဲ့ချာရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေချာရပရိသတ်ကြီးတို့အတွက်ရှားသောစုံဇလန်ကောင်းလေးများစွာကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာလည်းကျမတို့ channel လေးကနေတင်ဆက်ပေးမယ့်အချက်ဇလန်ကောင်းလေးကတော့ကျွန်တော်နဲ့အမေတငယ်ချင်းတို့မဟုတ်အန်ဒီစမာသေးဆိုတဲ့အချက်ဇလန်ခက်ကြမ်းကြမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးကိုတင်ဆက်ပေးခင်မှာကျမတို့ channel လေးကို like and subscribe လေးလုပ်ပေးထားပြီးတော့ဘေးနားမှာရှိတဲ့ notification လောင်းလေးကိုနှိပ်ပေးထားခဲ့ဖို့လေတောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်။ဒါဆိုရင်တော့ပရိသတ်တို့နားဆင်နိုင်ဖို့အတွက်အချင်းဆက်လန်ကောင်းလေးကိုခုပဲစတင်ပေးလိုက်ပါပြီရှင်။တားရင်ခြံရှိရဆိုင်ကဟွန်းတီနေတယ်ထွက်ကြည့်လိုက်အောင်။ဟုတ်ကဲ့အမေ။ဖိုးကျော်သူ့မိခင်နောက်ဘက်မှာရေချိုးနေတာမို့အိမ်ရှိကိုထွက်ကြည့်လိုက်တယ်။ကြည့်လိုက်တော့မိမိမိတ်ဆွေမဆင်မသေးဖြစ်နေတာပါ။ကဲငါမောင်ကြီးစားစရာတွေလာရော။စားကြည့်တဲ့ဆွဲလာတဲ့ခောက်ဆွဲကြော်ထုံးတစ်ထုပ်ကိုဖိုးကျော်စီပေးလိုက်ပါတယ်။ဒီလိုပါပဲ။စားကြည့်တဲ့အိမ်လာတိုင်းဖိုးကျော်တို့သားမိစားဖို့တစ်ခုမဟုတ်တစ်ခုတော့ယူလာလိရှိတယ်။ဟဲ့မင်းမအောင်အိမ်ထဲခေါ်အောင်လေ။လာအကျဲဝင်အောင်တဲ့။ဘာလို့စားစရာတွေယူလာရလဲအားနာစရာကြီးရဲ့။အိုးအန်ဒီကလည်းအားနာစရာမှမဟုတ်တာ။ကျမဆိုင်မှာပဲလောက်တောင်။စင်မတဲ့ဒီမြို့လေးမှာအေးအေးဆိုင်နဲ့ခောက်ဆွဲဆိုင်ဖွင့်ထားသူပါ။ဖိုးကျော်တို့အမေနဲ့ရင်းနှီးသလိုဖိုးကျော်ကလည်းသွားကူပေးတတ်တာမို့တော်တော်လေးခင်မိနေကြတာဖြစ်ပါတယ်။ဖိုးကျော်ကအသက်25နှစ်လောက်ရှိပြီ။အစိုးရရုံးတရုံးမှာအလုပ်လုပ်နေတာပါ။ဒီရက်ပိုင်းတကြံရုံးမရရှိတာမို့နားနေတာဖြစ်ပါတယ်။စာကြည်တဲ့ကတော့အသက်35နှစ်လောက်ရှိပါပြီ။ယောက်ျားရှိပြီးကလေးတယောက်အမေဆိုပေမဲ့လှတော့ပါတော့နှုတ်ပြတော့မှာပဲ။အသားညွညွခန္ဓာကိုယ်ထောထောဆဆင်းနဲ့မြင်သာအောင်ပြောရရင်တော့မင်းသမီးစိုးမျက်နှာတို့ပုံစံတိုင်းပါပဲ။ကဲဆိုပါအောင်ဘာကိစ္စများရှိလို့လဲ။ဖိုးကျော်မိခင်ရဲ့အမေကိုစင်မာသေးအကျွေတူးတော့မရှိပါဘူးဒီရက်ပိုင်းတကြံပိတ်ရဲ့ကျမယောက်ျားကလည်းသူ့အမေတို့ရွာကိုပြန်နေလေတလားလောက်တော့ကြာမယ်ကျမကလည်းဆိုင်လေးကရောင်းအားကောင်းနေတော့မပိတ်ချင်ဘူးဆိုင်မှာလည်းမီးစူးဆိုတဲ့ကောင်မလေးတယောက်ပဲရှိတာဖိုးကျော်ကလည်းတကြံရုံပိတ်ရထားတော့ပြင်းနေမှာကျမရဲ့ဆိုင်မှာလာကူပေးပါအောင်လို့တကြံရင်းဆိုတော့လူစီတယ်လေရောင်းအားကလည်းကောင်းတယ်ဒါကြောင့်မလို့ပါရတယ်အမကျွန်တော်လာကူပေးမယ်လေဖိုးကျော်ကတွတ်တွတ်လက်လက်ပဲပြန်ပြောလိုက်တယ်မဆင်မတဲ့ဆိုင်မှာသွားကူရင်သုံးဖို့ဆွဲဖို့တရက်ကို1000 2000တော့ရအောင်လေကျွန်တော်ဘယ်နည်းလာမှာလဲအမမနေ့ပြန်လာခဲ့လေမောင်လေးဆိုင်မှာအမနဲ့မီးစုနဲ့2ယောက်တည်းဆိုင်ကလွတ်နေတဲ့အခန်းမှာပဲအိပ်ပေးမင်းကိုပြန်မလာမချင်းမောလူလည်းမရှိတော့ဆိုင်နာကတခိုးကက်ချင်တယ်ဟုတ်ပြီအမဒါဆိုရင်လည်းမနေ့ပြန်မနေ့ကျွန်တော်လာခဲ့မယ်လေဒါဆိုလည်းအမသွားအောင်မယ်နော်အန်ဒီကျမသွားမယ်နော်အေးဆိုင်ကလေးဖြည်းဖြည်းစီးသွားအောင်ဖိုးကျော်မေတော်ခင်များဇင်မာသေးကိုနှုတ်ဆက်လိုက်ပါတယ်။မကြမီမှာပဲဆိုင်ငယ်ဆက်နိုးတဲ့နဲ့တူဇင်မာသေးတယောက်ဖိုးကျော်တို့အိမ်ရှိကနေထွက်ခွာသွားပါတော့တယ်။တဲတဲရေရှင်းမဲ့တငယ်ချင်းမိုးမိုးကအေးခွက်ထဲမှာလက်ကျန်အေးတွေကိုတောက်လိုက်ပြီးဇင်မာသေးကိုလမ်းခေါ်လိုက်တယ်။အေးတငယ်ချင်းပြန်တော့မလို့လား။မောင်လေးမမို့တို့ဝိုင်းရရှင်းမယ်တဲ့။ဟုတ်မဖိုးကျော်မိုးမို့တို့ဝိုင်းကိုလှမ်းလာတာမြင်တော့မိုးမိုးက9000နဲ့တရွက်ထုတ်လိုက်ပါတယ်။နေမိုးမို့ငါရှင်းလိုက်မယ်။ရော့ဒီအယူဘလောက်ကြလဲမောင်လေးအတူတူထိုင်နေတဲ့မတ်တွေကသူမပတ်စံအိတ်တီကနေ1000နဲ့2ရွက်ကိုထုတ်ပြီးမြ мян ဆန်ဆန်ပေးလိုက်တယ်အားနာစရာကြီးမတ်တွေရဲ့ရပါတယ်မို့မို့ရဲ့တခါတလေမှတွေ့ရတာနောက်မှပြန်တိုက်တော့လေမို့မို့ကဖိုးကျော်ကြည့်လိုက်ပြီးဖိုးကျော်ပါလားနေကျမကြီးဆိုင်ကိုပိတ်ရလာကူနေရလားဟုတ်မဖိုးကျော်ကမို့မို့နဲ့တရုံသေးသူတွေလေကောင်းတယ်အဆင်ပြေတာပေါ့နေရဲ့ကျမကြီးအတွက်မတ်တွေသွားမယ်လေကျမလိုက်ပို့ပေးမယ်ဆိုင်ရှိမှရထားတဲ့ဆိုင်ငယ်ပေါ်တက်ဆက်နိုးလိုက်ပြီးမသွေနောက်ကထိုင်တာနဲ့မမိုဆိုင်ငယ်မောင်းထွက်ခဲ့ပါတယ်။စကားလေးတပြောပြောနဲ့ပြန်လာကြတာပါ။မသွေနဲ့မမိုကတရက်ခွက်သေးတယ်။ခုနကဖိုးကျော်ကဇင်မသိန်းနဲ့မောင်နှမမဟုတ်ဘူးလားလို့မသွေရဲ့အမေကိုမမိုကဘယ်ရလားမသွေရလဲဘာမောင်နှမမှမဟုတ်ဘူးဘာမှလည်းမတော်ဘူးလေ။ဟုတ်လားမမိုမတင်ရအောင်နော်။မသွေလည်းတတိထားမိပါပါ။မောင်လေးနဲ့ပါဇက်ပြားကိုမချအောင်လူပြိုလေးကိုဟဲ့ငါဖြစ်မနာတော့လို့လေအမေကောင်မနီးရလေနော်စတာပါဟာနီးရလေမမို့နဲ့မသွေရလဲအိမ်တော်တဲ့လေးဆိုတော့ဘဲယုံမြင်လို့ဘဲကြုံတွေ့နေတယ်ဆိုတာရိပ်မိကြပါတယ်သူမတို့နှစ်ယောက်ထင်နေတယ်လို့ဟုတ်မဟုတ်ဆိုတာကတော့ကာယကံရှင်တွေပဲသိပေလိမ့်မယ်လေဟုတ်တယ်မဟုတ်တယ်အပထားမမို့ကလည်းဒါမျိုးလုပ်နေကြဆိုတော့သူမလိုပဲထင်တာပါမသွေရလဲလူပုံကြည့်ရရိုးတယ်လို့နဲ့ကုတ်ကမြင်းတယောက်ပါပဲဖိုးကျော်ကိုအပြေကိုကိစ္စတစ်ခုနဲ့ခိုင်းလိုက်ပြီးဇင်မာသေးရဲ့ကောင်သားငွေတွေကိုထုတ်ရင်းနေပါတယ်။သူမအန်ဆွဲထဲမှာငွေကအထက်လိုက်ရှိနေတာပါ။အချိန်ကညနေ3 နာရီလောက်ပဲရှိသေးတယ်
အမရေကျမရောက်ပြီ။ဆိုင်ရောက်အကူကောင်မလေးရဲ့မိစုအမေပါ။မနေ့ကသူမဖုန်းဆက်ခေါ်လာတာဖြစ်ပါတယ်။မိစုတို့ကဒီမျိုးနဲ့10မိုင်ခန့်ဝေးတဲ့ရွာပါ။မိစုရေမိစုနင်းတောက်တွေသိမ့်ပြီလား။ဟုတ်ကဲ့အန်တီ။မိစုကအခန်းထဲကနေပြေးထွက်လာတယ်။ရော့အန်တီဒါကမိစုရဲ့တနစ်စာလာကဇင်မာတဲ့ငွေ25သိန်းကိုမိစုအမေကိုပေးလိုက်ပါတယ်။ရော့ဒါကမိစုနင်းအတွက်မဟုတ်ဘူးတက်ပေးတာ။ပတ်စံတသိန်းကောင်မလေးကိုပေးလိုက်တော့ကောင်မလေးမှပြောလို့ပေါ့။အေးနေခွင့်ရတယ်မဟုတ်ဘူးရတယ်ဆိုပြီးနောက်ယောက်ျားပြန်လာရင်မပြောနဲ့နော်။ဒါကအန်ဒီကနင့်ကိုတကြံရွာပြန်ဖို့ယောက်ျားမသိအောင်ပေးတာ။စိတ်ချပါအန်ဒီရဲ့တမီမပြောပါဘူး။မိစုမိနဲ့မိစုလေအထောက်ကိုစီဆွဲပြီးရွာပြန်ဖို့ကားဂိတ်ကိုထွက်သွားကြပါတော့တယ်။အချိန်ရစောသေးပေမဲ့ဇင်မာတဲ့တယောက်ဆိုင်တကားတွေကိုပိတ်လိုက်တယ်။ရောင်းရတာမရောင်းရတာသူမအလုံးမဟုတ်တော့ပါဘူး။မိစုတို့သားမီးပြန်သွားပြီးတိတ်မကြခင်မှာပဲသူ့ယောက်ျားရွာမှာညဘက်ဆိုင်ကမောက်လို့ဆုံးသွားပြီဆိုတဲ့ဖုန်းဝင်လာပါတော့တယ်။မိစုတို့သားမီးရွာဘက်ကိုပြန်သွားကြပြီးမကြမီမှာပဲမဆင်မတဲ့စီကိုဖုန်းတကုံဝင်လာခဲ့ပါတယ်။ဖုန်းထဲကကြားလိုက်ရတဲ့သတင်းကတော့အချားမဟုတ်ပါဘူး။ရွာမှာရောက်နေတဲ့သူ့ယောက်ျားဆိုင်ကမောက်ပြီးဆုံးမသွားခဲ့ပြီဆိုတဲ့အကြောင်းပါပဲ။ဒီသတင်းကိုကြားလိုက်ရတဲ့အခါမဆင်မတဲ့ရဲ့မျက်နှာမှာဝမ်းနဲ့ရှုံးလက်သွားတဲ့အရေးရောင်တွေပေါ်လာခဲ့ပေမဲ့ထူဆန်းစွာနဲ့ပဲသူမရင်ထဲမှာတော့နှစ်ပေါင်းများစွာဆုပ်ယူထားတဲ့ဖိအားကြီးတစ်ခုထွက်ခွာသွားသလိုမျိုးကြီးမားတဲ့လွတ်မြောက်မှုကိုပါတပြိုင်နက်တည်းခံစားလိုက်ရပါတယ်။နာရေးကိစ္စတွေရက်လက်ဆုံးသောကိစ္စတွေဟာတပတ်အတွင်းမှာပဲပြီးစီးသွားခဲ့ပါတယ်။ယောက်ျားဖြစ်သူဆုံးမသွားပြီးတဲ့နောက်မဆင်မတဲ့ရဲ့ဘဝဟာတိတိကျကျကိုတိတ်ဆိတ်သွားခဲ့ပါတယ်။အသက်35နှစ်အရွယ်ခန္ဓာကိုယ်ထောထွားဆွေးဆွေးနဲ့လူပြိုလာပါတော့ဖြစ်တဲ့မိန်းမတစ်ယောက်တွင်ဒီလိုတီးတန့်ဆန်လာတဲ့အကြီးကျယ်မှုဟာအချိန်နဲ့မျှပိုမိုကြီးမားလာခဲ့ပါတယ်။ဒီလိုနဲ့ရုံးပိတ်ရက်တွေပြီးသွားတဲ့အထိဖိုးကျော်ကမဆင်မတဲ့ရဲ့ဆိုင်မှာရောအိမ်မှာပါလူလေးသေးမရှိကူညီပေးခဲ့ပါတယ်။ယောက်ျားဆုံးသွားတာမို့လူလိုတယောက်ဖြစ်သွားပြီဆိုတဲ့အတီးအဖိုးကျော်ရဲ့စိတ်ထဲမှာမဆင်မတဲ့ပေါ်ပိုမိုရဲတင်လာစေသလိုမဆင်မတဲ့ဘက်ကလည်းဖိုးကျော်ပေါ်ပြုမှုပုံတွေဟာတဖြည်းဖြည်းအပြောင်းလဲရှိလာခဲ့ပါတယ်။နေညိုချင်းဆိုင်တကားတွေကိုတင်စီပြီးတဲ့အချိန်မှာတော့ဖိုးကျော်ဟာမဆင်မတဲ့ရဲ့အိတ်ကန်ထဲမှာအိတ်ကန်စရာပစ္စည်းတချို့ကိုကူညီနေရချပေးနေခဲ့ပါတယ်။ဇင်မာတဲ့ကတော့တနကားပပလေးလူထားပြီးရိုးရှိပေမဲ့သူမရဲ့အလှကိုပေါ်လင်းစေမဲ့အိမ်ဝတ်ကောင်ဝင်လေးနဲ့ဖိုးကျော်ရဲ့နီနီနနာမှာလမ်းလျှောက်ရင်စကားဆလာခဲ့ပါတယ်။မောင်လေးခဏနားပါအောင်လား။မနက်ကလေးကပြင်ပန်းနေတာမမအားနာစရာရင်လာပါဒီမှာခဏထိုင်ပါအောင်။ဇင်မာတဲ့ကအိမ်ကန်ကဆိုဖာပေါ်မှာဝင်ထိုင်လိုက်ရင်သူမရဲ့ဘေးနာနေရာလွတ်ကလေးကိုလက်ကလေးနဲ့တုပ်ပြီးဖိုးကျော်ကိုလမ်းခေါ်လိုက်ပါတယ်။အတန်လေးကချွတ်ချွတ်နဲ့နဲ့သွေးတို့အကဲဆန်းကျင်တဲ့ပုံစံလေးပါ။ရပါတယ်အမရဲ့ကျွန်တော်မပင်ပန်းပါဘူး။ဒါနဲ့မနေ့ပြန်ဆိုင်အတွက်ပစ္စည်းတွေသွားဝယ်ဖို့ရောပြင်ပြီးပြီလား။ဖိုးကျော်ကစကားကိုဟိုလေးဒီလဲပြောရင်းဇင်မာတဲ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်။ဇင်မာတဲ့ကဖိုးကျော်ကိုညှို့တူမူရလေးနဲ့စိုက်ကြည့်လိုက်ပြီးစကားကိုနုနုရွရွလေးခေါ်လိုက်ပါတယ်။ဟွန်းငါမောင်ကလေးနော်အလောက်ကြောင်ပဲပြောနေတယ်။မမကိုက်မမစားပဲကိုမမနာကိုတင်းတင်းကြပ်ကြပ်လာထိုင်ပါအောင်။ပါလေမမအမေတို့ရင်ခုန်စရာမကောင်းလား။ဇင်မာတဲ့ရဲ့စကားသံအဆုံးမှာဖိုးကျော်ရင်နဲ့တင်းကနေခုန်သွားခဲ့ပါတယ်။မဆင်မာတဲ့ရဲ့ရှုံးလက်နေတဲ့မျက်လုံးစုံနဲ့အေးဆက်ဆက်လေးတူထဲမှာမှုေးပြက်နေတဲ့တနကားနဲ့လေးဟာဖိုးကျော်ရဲ့စိတ်ကိုရိုက်ခတ်သွားခဲ့တာပါ။ဖိုးကျော်ကရဲတင်းတဲ့အကြည့်နဲ့ဇင်မာတဲ့ကိုကြည့်လိုက်ပြီးစကားထုတ်ပြန်လိုက်ပါတယ်။မမကလည်းဗျာဘာလို့ရင်မခုံအောင်မလဲ။မမဒီလောက်လှနေတာကိုကျွန်တော်ကအနားမှာထိုင်ရင်စိတ်မထိန်နိုင်မှဆိုလို့ပါ။ဖိုးကျော်ရဲ့ရဲတင်းလာတဲ့စကားကြောင့်ဇင်မာတဲ့ရဲ့ဘားပြင်ပေါ်မှာရှက်သွေးဖြန်းသွားခဲ့ပေမဲ့ရှင်ထဲမှာတော့ဒီလိုပြောခင်ရတာကိုသဘောကျနေခဲ့ပါတယ်။ဇင်မာတဲ့ရဲ့မျက်စောင်းလေးထိုးလိုက်ရင်လက်မောင်းလေးကိုတတလေးရိုက်လိုက်ပါတယ်။သွားလူစုံသူများကိုမိမသားတယောက်တည်းဆိုပြီးအရန်နိုင်ကျင်နေ။ကျွန်တော်ကအနိုင်ကျင်တာမဟုတ်ပါဘူးမမရဲ့မမကိုသဘောကျလို့ပြောတာ။ဖိုးကျော်ကဇင်မာတဲ့ရဲ့လက်ကလေးကိုတတလေးစုပ်ကင်လိုက်ပါတယ်။ဇင်မာတဲ့ရဲ့ရုံးချင်အောင်ဆောင်လိုက်ပေမဲ့အားမပါလာပါဘူး။အိုးလွတ်ပါအောင်ဒီမှာမနေတတ်တော့ဘူး။ရှင်ဟာလေအရန်ကဲတာပဲ။သူများတွေသိကုန်လိမ့်မယ်။တကယ်ပဲလူဆိုကြီးဘာမှလည်းမသိဘူး။နုနုရွရွညင်းဆန်တန်လေးနောက်မှာတော့ဇင်မာတဲ့ရဲ့ကောင်းလေးဟာဖိုးကျော်ရဲ့ပကုံးပေါ်မိကျလာခဲ့ပါတယ်။တဦးစလုံးရဲ့ရင်ခုန်တန်တွေကတိတ်ဆိတ်တဲ့အိမ်ကြီးထဲမှာပိုမိုကျဲလောင်လာခဲ့ပါတယ်။ဖိုးကျော်ဟာဇင်မာတဲ့ကိုပိုမိုတင်းကျပ်စွာဖတ်ထားလိုက်ရင်သူတို့နှစ်ဦးကြားယာကားနဲ့အချစ်ရောရှက်နေတဲ့တန်ရောစင်လန်းချောင်းဟာစတင်ခဲ့ပါတော့တယ်။ဒါပေမဲ့ဒီလိုရင်ပိုစရာအခိုက်အတန့်လေးတွေရဲ့နောက်ွယ်မှာဇင်မာတဲ့ရောဖိုးကျော်ပါမသိသေးတဲ့လှုပ်ဝက်ချက်တစ်ခုကတော့တောင်းတနေရာမှာစောင့်ကြိုနေခဲ့ပါတယ်။ယောက်ျားဖြစ်သူရုတ်တရက်ဆုံးမသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဘာမှမသိသေးတဲ့တဲလုံစားချိုးဟာဒီအိမ်ကြီးထဲမှာရှိနေခဲ့တာပါ။အကြီးကျယ်ဆန်လာတဲ့အိမ်ကြီးထဲမှာဖိုးကျော်နဲ့မဆင်မသေးတို့ရဲ့ဆက်ဆံရေးဟာမနေ့ကထက်ပိုမိုရင်းနှီးဆွဲလန်းစေခဲ့ပါတယ်။ယောက်ျားဆုံးမသွားပြီးတဲ့နောက်အစောစရရထိကျက်နေတဲ့မဆင်မသေးတို့တော့
ဖိုးကျော်ရဲ့နှွေးထွေးတဲ့ဂယုဆိုင်မှုနဲ့ရဲတင်းတဲ့မူရာတွေဟာရှင်ထဲကိုတဖြည်းဖြည်းနဲ့တိုးဝင်လာခဲ့တာပါ။ညနေပိုင်းဆိုင်ပိတ်ချိန်ရောက်တော့ဖိုးကျော်ကမဆင်မတဲ့ရဲ့အိမ်ဘက်ကိုကူညီဖြစ်စီသိမ်းမှုရောက်ရှိလာခဲ့ပါတယ်။အေကန်ထဲမှာမီးအောင်မြင့်တက်တက်လေးထွန်းလာပြီးနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာတော့မဆင်မတဲ့ရဲ့ချွန်းတဲ့စကားတန်လေးတွေဟာတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပါတယ်။မောင်လေးရဲ့ဒီနေ့ဆိုင်မှာလူတွေလည်းအရန်စီတော့မမပြည့်ညောင်းညနေရပဲ။ကလေးတယောက်လိုသားသားလေးနှိပ်ပေးပါအောင်လား။စင်မတဲ့ရဲ့ဆိုဖာပေါ်မှာအသာမီထိုင်လိုက်ပြီးဖိုးကျော်မျက်လုံးလေးရွှွှွနဲ့စိုက်ကြည့်ရင်ခေါ်လိုက်တာပါ။တနခါရင်နဲ့တင်းတင်းလေးနဲ့တူသူမရဲ့နှုတ်ပြတဲ့အပြုံးလေးကဖိုးကျော်ရဲ့ရင်ကိုလှုပ်ခတ်သွားစေပါတယ်။မမလည်းဗျာနှိပ်ပေးရတာပေါ့။ဒါပေမဲ့နှိပ်ခါတော့မမစီကရင်ဖိုးစရာပြုံးလေးတစ်ပွင့်တော့ပြန်တော့မှာနော်။ဖိုးကျော်ကရဲတင်းစွာပြောလိုက်ရင်စင်မတဲ့ရဲ့ပကုံးလေးကိုအသာရဆုပ်နေနှိပ်ပေးလိုက်ပါတယ်။စင်မတဲ့ရဲ့ခင်ထားတဲ့ဆိုဖာပေါ်မှာပုံမူမိနှွက်လိုက်ရင်ညွန်းထုစကားလေးဆိုလာပါတယ်။ဟမ်စကားတွေကလည်းတက်လိုက်တာ။ငါမောင်ကလာပြီးမြှုပ်ဆွဲနေရလား။မမနည်းနည်းလေးမှမယုံနိုင်အောင်ဖြစ်နေတာ哦။လူစိုးလေးရဲတင်းလို့နဲ့နော်။ကျွန်တော်ကမမပေါ်အပြေဝါချစ်မိသွားလို့ပါမမရဲ့။မမဟောကျွန်တော်အနားမှာအမြဲတမ်းရှိနေစေချင်ရလား။ဖိုးကျော်ဟာစင်မတဲ့ရဲ့ဘေးမှာတင်းတင်းကြပ်ကြပ်တိုးထိုင်လိုက်ရင်သူမရဲ့လက်ကလေးတွေကိုညင်သာစွာဆုပ်ကိုင်လိုက်ပါတယ်။စင်မတဲ့ရဲ့ရှက်သွေးဖြန်းသွားတဲ့မျက်နှာလေးကိုအသာငုံလိုက်ပြီးလူရလာတဲ့အတန်လေးနဲ့ပြန်ပြောလိုက်ပါတယ်။အိုးမမဘာလို့မရှိစေချင်မဲနေပါမလဲ။မောင်လေးမရှိမမပိုပြီးကြီးချင်မှာပေါ့။သွားပါ။ရှင်နေရဲခေါ်မပြောပါနဲ့တော့မောင်လေးရဲ့။စင်မတဲ့ရဲ့စကားတန်ဆုံးမှာတော့ဖိုးကျော်ဟာသူမကိုရင်ခွင်ထဲတာယာထွေးဖက်လိုက်ပါတယ်။စင်မတဲ့ကလည်းရုံးကန်ခြင်းမရှိပဲဖိုးကျော်ရဲ့ရင်ဘတ်ပေါ်မှာခေါင်းလေးမိတွဲထားလိုက်ပါတယ်။ညနေရဲ့အေးဆက်ဆက်လေးတို့ထဲမှာသူတို့နှစ်ဦးရဲ့ဆွဲလန်းမှုနဲ့ရင်ခုန်တဲ့နေရာပုံမထပ်ထူကျသွားခဲ့ပါတော့တယ်။မဆင်မတဲ့နဲ့ဖိုးကျော်တို့ကြားတန်ရောစင်ဟာတရက်တစ်ရဲ့ပုံမခိုင်မာနှက်ဆိုင်လာခဲ့ပါတယ်။ယောက်ျားဆုံးသွားပြီးတဲ့နောက်ရှင်ထဲမှာထိကျက်နေတဲ့မဆင်မတဲ့အတွက်ဖိုးကျော်ဟာအားကိုးရတစ်ခုလိုဖြစ်လာခဲ့တယ်လို့ဖိုးကျော်တို့လည်းမဆင်မတဲ့ရဲ့ဆွဲဆောင်မှုရှိတဲ့အမူအရာလေးတွေဟာရုံးထွက်နိုင်တဲ့ညှို့ကွင်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒီနေ့ညမှာတော့ဆိုင်ရပြန်စင်မတဲ့ရဲ့အိမ်ကန်ထဲမှာနှစ်ယောက်တည်းတီးတဲ့အချိန်ပေးဖြစ်ကြပြန်ပါတယ်။မဆင်မတဲ့ကရင်မွေးနဲ့တင်းတင်းလေးပြန်လွှဲနေတဲ့ခေါင်းဝန်းနှစ်ယောက်လေးကိုဝတ်ဆင်ထားပြီးအိမ်ကန်မှာလက်ဖက်ရည်ပူပူလေးဖြော်ရင်းဖိုးကျော်စကားဆောက်လိုက်ပါတယ်။မောင်လေးမမလောင်ပေးထားတဲ့လက်ဖက်ရည်လေးတောက်လိုက်ပါအောင်။ဒီရက်ပိုင်းမမဆိုင်မှာလည်းကူပေးအိမ်မှာလည်းကူညီပေးရတာနဲ့မောင်လေးအရန်ပင်ပန်းနေပြီမဟုတ်လား။စင်မတဲ့ရဲ့လက်ဖက်ရည်ခွက်ကိုဖိုးကျော်လက်ထဲသို့ကမ်းပြီးရင်သူမရဲ့မျက်လုံးစုံနဲ့စိုက်ကြည့်ကတိုးတိုးလေးပြောလိုက်တာပါ။အပြုံးလေးတွေကြားထဲမှာအကဲဆန်းချင်တဲ့မူရလေးတွေရောရှက်နေခဲ့ပါတယ်။မမစီကဒီလိုကယူစိတ်မွေးရနေကျွန်တော်ဘယ်တော့မှပင်ပန်းမှာမဟုတ်ပါဘူးမမရဲ့။မမနာလေးမှာရှိနေရရုံပဲကျွန်တော်တို့စိတ်ချမ်းသာကြပါ။ဖိုးကျော်ကရဲတင်းစွာပြန်ပြောလိုက်ရင်မဆင်မတဲ့ရဲ့လက်ကလေးကိုတာတာလေးကိုင်မြောက်လိုက်ပါတယ်။စင်မတဲ့ရဲ့ရေပေါ်လိုက်ရင်ခေါင်းလေးကိုမတိမသားဆောင်ကချွတ်ချွတ်နဲ့အတန်လေးနဲ့တုတ်ပြန်လိုက်ပါတယ်။စကားတွေကလေးချိုလိုက်တာနော်။အပျော်ကောင်းပြီးလူကိုလာမြူဆွေးနေတာ။ဘာလဲမမအမေတို့ဒီလောက်တော့ရေးပါနေလို့လား။သွားပါလူစိုးလေးရှင်နေခုံအရင်ပြောတာပဲ။အရေးပါတာမှလုံရောပြ။မမကိုခဏလေးမှမမြင်ရရင်ကိုမနေနိုင်တော့တာ။မမရင်ဝင်ထဲမှာပဲအမြဲတမ်းကိုမိခိုနေချင်တော့တာ။ဖိုးကျော်ကစင်မသေးကိုတင်းကျပ်စွာပွေဖက်လိုက်ပြီးသူမရဲ့ပါးပြင်ကိုညင်သာစွာမိကက်လိုက်ပါတယ်။စင်မသေးကလည်းဖိုးကျော်ရဲ့ရင်ဘတ်ကိုလက်ကလေးနဲ့တာတာလေးတွန်းလိုက်ရင်ရွှေမြောင်းနေတဲ့မျက်နှာလေးနဲ့ညင်းဆန်ကြည့်အောင်ဆောင်လိုက်ပါတယ်။အိုးမောင်လေးရေခဏလေးလွတ်ပါအောင်။သူများတွေတွေ့သွားရင်မကောင်းပါဘူးဆို။ရှင်ဟာလေတကယ်လူစိုးလေးပဲ။တိတ်ကဲတာပဲ။စင်မသေးရဲ့နှုတ်ကညင်းဆန်နေပြီမဲ့သူမရဲ့ပြုမှုကတော့ဖိုးကျော်ရဲ့ရင်ဝင်ထဲမှာပုံမှုငြိမ်သက်စွာနဲ့မြင်တွေ့နေခဲ့ပါတယ်။သူတို့နှစ်ဦးကြားရင်ပိုပွဲဆွဲလန်းမှုတွေဟာပုံမှုပြင်းထန်လာခဲ့ပြီးအိမ်ကြီးရဲ့တိတ်ဆိတ်မှုဟာလည်းသူတို့အတွက်သီးသန့်ကဘာတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မြို့ထဲမှာတော့မမို့နဲ့မသွေတို့ကသူတို့နှစ်ဦးရဲ့မတင်ကားပွဲဆက်ဆံရေးအကြောင်းကိုအရေးအမွယ်ပြောဆိုနေကြပါပြီ။ဖိုးကျော်ရဲ့မိခင်ဒေါခင်မြကလည်းသားဖြစ်သူရဲ့မကြာခဏအိမ်ပြင်ထွက်ခြင်းနဲ့အမူအရာပြောင်းလဲလာမှုတွေကိုသတိထားမိလာခဲ့ပါတယ်။မဆင်မသိတဲ့ဖိုးကျော်တို့ရဲ့ရင်းနှီးမှုဟာတနေ့ထက်တနေ့ပိုမိုနှက်ဆိုင်လာခဲ့ပါတယ်။ယောက်ျားဖြစ်သူကော်လွန်ပြီးတဲ့နောက်ပိုင်းအထီးကျန်ဆန်နေတဲ့မဆင်မသိတဲ့အတွက်ဖိုးကျော်ရဲ့ကျန်းနာဆောင်ရှောက်မှုနဲ့ရဲတင်းတဲ့အနီးကစကားသံတွေဟာရှင်ထဲကိုတဖြည်းဖြည်းတိုးဝင်လာခဲ့တာပါ။ဒါပေမဲ့နှစ်ယောက်စလုံးဟာစီးရုံမကြော်ပဲရှင်ဖိုးစရာတန်ရုံးစင်တဲ့ပဲလေးတွင်းမှာပဲမြက်မြက်နုံနုံသွားလာနေကြပါတယ်။ဒီနေ့ညနေဆိုင်သိမ်းချိန်မှာတော့အေကန်ထဲမှာဖိုးကျော်ဟာဆိုင်စရင်တွေကိုကူညီကြည့်ပေးနေပြီးမဆင်မသိကတော့ရင်လေးချလင်းခဲ့ပြီးရင်ဘေးမှာအသာဝင်ထိုင်လိုက်ပါတယ်။တနက်ကားနဲ့တင်းတင်းလေးနဲ့အတူမဆင်မသိရဲ့ညှို့တူတူပြုံးလေးဟာတိတ်ဆိတ်နေတဲ့အင်ကြီးထဲမှာရှင်ဖိုးစရာအရသာတစ်ခုကိုဖန်တီးပေးနေခဲ့ပါတယ်။မောင်လေးမနေ့ကလေးကစရင်နေကြည့်နေတာမျက်လုံးတွေညောင်းနေပြီမဟုတ်လား
မမမင်းကိုအားလိုက်နာတယ်မင်းမရှိရင်မမဒီဆိုင်ကိုဘယ်လိုဆက်လုပ်ရမလဲတော့မသိဘူးမဆင်မသေးရစကားလေးကိုချွန်နဲ့စာပြောလိုက်ရင်ဖိုးကျော်ရင်းနေတဲ့စာအုပ်လေးကိုအသာလေးရွှေ့လိုက်ပါတယ်သူမရဲ့ရှုံးလဲနေတဲ့မျက်လုံးစုံကဖိုးကျော်ရဲ့မျက်နှာကိုအကဲဆန်းသလိုကြည့်နေခဲ့ပါတယ်မမရဲ့ကျွန်တော်မမနာမှာကူညီပေးရတာကိုအမောပြေနေတာပါမမအစီအပြေကျွန်တော်တို့ကဘာမှမပင်ပန်းပါဘူးဖိုးကျော်ရဲတင်းတဲ့အကြည့်လေးနဲ့ပြန်ကြည့်ရင်မဆင်မသေးရဲ့လက်ကလေးကိုတတလေးဆုပ်ကိုင်လိုက်ပါတယ်မဆင်မသေးရရှက်သွေးဖြန်းသွားတဲ့မျက်နှာလေးနဲ့ရုံးချအောင်ဆောင်ရင်စကားကိုရွရွလေးဖြတ်ပြောလိုက်ပါတယ်စကားတွေကလည်းတက်လိုက်တာနော်ငါမောင်ကလာပြီးမြှုပ်ဆွေးနေပြန်ပြီမမမိမသားတယောက်တည်းမို့လို့လာပြီးအနိုင်ကျင့်မနေနဲ့သွားရှင်းနေခေါ်ကလည်းမပြောနေနဲ့တော့အနိုင်ကျင့်တာမဟုတ်ပါဘူးမမရဲ့မမကိုတကယ်ချစ်ပြီးသွားလို့ပြောတာပါကျွန်တော်မမနာမှာအမြဲတမ်းဆောက်ရှောက်ပေးခြင်းနဲ့ဖိုးကျော်ရဲ့ရဲတင်လာတဲ့စကားတန်းကြောင့်မဆင်မတန်ရဲ့ကောင်းလေးဟာဖိုးကျော်ရဲ့ပကုံးပေါ်ညင်တော်စွာမိကျသွားခဲ့ပါတယ်နှလုံးကုန်တဲ့နေပြန်လာပေမဲ့သူတို့နှစ်ယောက်စလုံးကတိုင်ပင်ထားသလိုပဲအေးဆေးတည်ငြိမ်တဲ့တန်ရုံးစင်တဲ့ဘက်ထဲမှာပဲရင်းပိုးစွာမိခိုနေကြပါတယ်။အိုးမောင်လေးရေရှင်ဟာလေတကယ်လူဆိုးလေးပါပဲ။သူများတွေမြင်သွားရင်ဘာပြောကြမလဲမသိဘူး။မဆင်မတဲ့ရဲ့စိုးရိမ်စိတ်စကားတန်လေးနဲ့တူပဲအပြင်ဘက်မှာတော့ဖိုးကျော်ရဲ့မိခင်ဒေါခင်မြတားဖြစ်သူစင်မတဲ့အိမ်မှာမကြာခဏအချိန်ကုန်နေတာကိုစတင်တတိထားမိလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမမိုးနဲ့မသွဲတို့ရဲ့မတင်ကားစရာစောင့်ကြည့်မှုတွေကလည်းမြို့ထဲမှာအသက်မလန်ဖြင့်စတင်ပံ့ပိုးလာနေခဲ့ပါတယ်။စင်မတဲ့နဲ့ဖိုးကျော်တို့ရဲ့ဆက်ဆံရေးဟာအပြင်ပန်းအပြင်ရိုးရိုးစင်စင်ခင်မူမှုလို့ထင်ရပေမဲ့သူတို့နှစ်ဦးတည်းရှိနေချိန်မှာတော့ရင်းမိုးစရာတန်ရုံးစင်မြေတန်းလေးတွေပုံမနှက်ဆိုင်လာခဲ့ပါတယ်။စင်မတဲ့ရဲ့ချွန်းတဲ့အကယ်ဆန်းစကလုံးလေးတွေနဲ့ဖိုးကျော်ရဲ့ရဲတင်လာတဲ့အပြုတ်မှုတွေဟာနှစ်ယောက်စလုံးကိုခွဲပြအောင်ဆွဲဆောင်ထားခဲ့ပါတယ်။ဒီနေ့မိုးလဲပိုင်းမှာတော့ဆိုင်မှာလူပါသွားတဲ့အချိန်အဲကန်တွေပစ္စည်းတချို့ရွှေ့ပြောင်းရင်းနှစ်ယောက်တည်းစုံစည်းဖြစ်ကြပြန်ပါတယ်။စင်မတဲ့ရဲ့ခုံမောပစ္စည်းတခုလမ်းယူရင်ဟန်ချက်ပြတ်သွားသလိုခဏနဲ့လေးရိမ့်သွားခဲ့ပါတယ်။အိုးမောင်လေးကူညီပါဦးမမလေးတော့မလို့ဘိုးကျော်ကချက်ချင်းဆိုသလိုမြင်မြန်ဆန်ဆန်ပဲစင်မတဲ့ရဲ့ခါလေးကိုတာတာလေးလှမ်းထိန်ပြုတ်ဖက်လိုက်ပါတယ်။စင်မတဲ့ရဲ့ရုံးကန်ခြင်းမရှိပဲဘိုးကျော်ရဲ့ရင်ခွင်ထဲမှာခဏတာငြိမ်သက်သွားပြီးပါဇက်ကလည်းချွတ်ချွတ်နဲ့စကားလေးဆိုလိုက်ပါတယ်။သွားပါလူစောလေးမမတကယ်လဲမလို့မင်းကအနိုင်ကျင့်ပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားတယ်နော်။သွားလွတ်ပါအောင်သူများတွေမြင်ကုန်ပါဦးမယ်။မမကလည်းဗျာကျွန်တော်ကလဲမဆိုလို့ထိမိတာကိုလူဆိုးလုံးနေပြန်ပြီ။မမနာမရောက်ရင်ကျွန်တော်ရင်တွေဘာလို့ဒီလောက်ခုန်နေရတာလဲမမကြီး။ဖိုးကျော်ကစင်မတဲ့ရဲ့လက်ကလေးကိုစုပ်ကိုင်ထားရင်မပြတ်သားတဲ့ကြည့်နေနဲ့စိုက်ကြည့်လိုက်ပါတယ်။စင်မတဲ့ရဲ့ရှက်ပြုံးလေးပြုံးလိုက်ရင်ခေါင်းလေးကိုမတိမတာငုံကတူတူလေးပြန်ပြောလိုက်ပါတယ်။မမဘာလို့မင်းတို့ရင်ခုန်စရာဖြစ်နေရတာလဲ။အရင်လက်ကဲနေနေအောင်မမမေတက်ရှိတင်ရှားရှိသေးတာမင်းမေလည်းသိရင်စုမှာ။ဒါပေမဲ့မောင်လေးမမနာမရှိနေတာတော့မမရင်ထဲအေးချမ်းပါတယ်။စင်မတဲ့ရဲ့စကားကြောင့်ဖိုးချော်ရဲ့ရင်ထဲမှာအတိုင်းမသိဝမ်းသာသွားခဲ့ရပါတယ်။နှစ်ဦးစလုံးကအချစ်ရဲ့ဆွဲလန်းမှုကိုမြင့်မြတ်နုံနုံခံစားနေကြရတော့လေစီးကြော်တဲ့လောက်ရများမလုပ်ပဲရေပိုးပွဲရတန်ရုံးစင်တွေပဲတွင်းလိုက်တာပျော်ဝင့်နေခဲ့ကြတယ်။ဒါပေမဲ့ဒီလိုတီးတဲ့ရင်ပိုးစရာအခိုက်အတန့်လေးရဲ့နောက်ွယ်မှာတော့ပတ်ဝန်းကျင်ရဲ့တန်တရားရိပ်များပုံမကြီးမားလာခဲ့ပါပြီ။ဖိုးချော်ရဲ့မိခင်ဒေါခင်မြတားဖြစ်သူရဲ့မကြာခဏစင်မတဲ့အိမ်သို့သွားရောက်ခြင်းနဲ့ပတ်သက်ပြီးစတဲ့တတိပေးစကားများပြောဆိုလာသလိုမမို့တို့အတိုင်းဝိုင်းရလဲသူတို့ရဲ့ရင်းနှီးမှုမတင်ကားပွဲရာစောင့်ကြည့်နေကြပါတယ်။ဒီနေ့ညမှာတော့မိုးသက်လေပြင်းတွေထိမ့်မြအောင်တိုက်ခတ်နေခဲ့ပါတယ်။စင်မတဲ့ကဆိုင်သုံးပစ္စည်းချို့သွားဝယ်နေစီမှာဖိုးကျော်ဟာစင်မတဲ့ရဲ့အင်ဂျင်ထဲမှာတယောက်တည်းချန်ခဲ့ပြီးအိမ်ကူလုပ်တွေကိုကူညီလုပ်ကင်ပေးနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲအိတ်ကန်းနောက်ကပြီးတော့ကြီးနောက်ကမှာဖုန်တက်နေတဲ့တန်တစ်တာဟောင်းလေးတစ်လုံးကိုဖိုးကျော်မတော်ဆတွေ့ရှိသွားခဲ့တာပါ။ဖိုးကျော်ဟာစိုးစမ်းချင်စိမ့်နဲ့တစ်တာလေးကိုမယူလိုက်စင်မှာပဲတစ်တာရဲ့တော့ကလောက်ဟာဟောင်းနှဲနေတာမို့တာတာလေးကင်လိုက်ရုံနဲ့ပို့ထွက်သွားခဲ့ပါတယ်။တစ်တာထဲမှာတော့စာရွက်စာတမ်းတချို့နဲ့အတူစင်မတဲ့ရဲ့ကွယ်လွန်သူယောက်ျားဖြစ်သူရေးခဲ့တဲ့ဒဏ်ရာရည်စာအုပ်ဟောင်းလေးတအုပ်ရှိနေခဲ့တာပါ။ဖိုးကျော်ဒဏ်ရာရည်စာအုပ်ကိုမဝင့်မရဲလှက်လုံးကြည့်လိုက်တဲ့အခါမှာတော့စာမျက်နှာတွေပေါ်မှာရေးသားထားတဲ့စာသားတွေကြောင့်ဖိုးကျော်ရဲ့ကြော်ရိုတဲ့တိစိတ်ငနဲ့အေးဆက်သွားပါတယ်။ဒီနေ့လေတတရငါ့ကိုအိတ်ဆေးတွေခက်ပြန်ပြီ။ငါခန္ဓာကိုယ်တွေမအီမသာဖြစ်နေတာကြာပြီ။ငါနောက်ကွယ်မှာတသက်ဘာကြီးကြံစီနေရလဲ။ငါ့ကိုရွာဘက်ခရီးထွက်ဖို့လေခရီးစဉ်တွေကိုစီစဉ်ပေးနေတယ်။ငါစီစစ်ရမယ်။ဖိုးကျော်ရင်မတစ်ခုလုံးဒိန်ငနဲ့ခုန်သွားခဲ့ပါတယ်။ဒဏ်ရာရည်ထဲမှာရေးထားတဲ့ရဲဆွေဟာစင်မတဲ့ရဲ့ယောက်ျားမတော်တဆဖြစ်ပြီးမဆုံးမမီနဲ့ရဲ့လိုဟာဖြစ်နေခဲ့တာပါ။ဒါနဲ့မကသေးပါဘူး။တစ်တာထဲမှာစေးပလဲလို့ချုံနဲ့မတော်တဆမဖြစ်မီရက်ပိုင်းမှစောက်ယူထားတဲ့ကြီးမားတဲ့အသက်အမကန်စာချုပ်တစ်ခုကိုပါထပ်မံတွေ့ရှိလိုက်ရပါတယ်။ယောက်ျားဖြစ်သူဆုံးမမှုဟာရိုးရိုးမတော်တဆမဟုတ်ပဲကြိုတင်ကြံစည်ထားတဲ့လုပ်ရတစ်ခုလား။မဆင်မတဲ့ဆိုတဲ့နှုတ်ပြလာတဲ့မိန်းမရဲ့နောက်ကွယ်မှာဘလို့ကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်ကြီးရှိနေတယ်လဲဆိုတာ
ဘိုးကျော်ရဲ့အုံနောက်ထဲမှာတန်တရားတွေတက်တက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲအိမ်ရှိတကာပွင့်သွားတဲ့အတူမဆမတဲ့အိမ်ထဲသို့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ဘိုးကျော်ဟာတစ်တောင်အမြန်ပြန်ပိတ်ကမူလားနေရာသို့ပြန်ထိုင်လိုက်ရပေမဲ့ရှင်ထဲမှာတော့စိတ်ငြိမ်အေးဆက်လာတဲ့အထိတ်တလန့်ခံစားချက်ကြီးကထိမ်မရအောင်စိုးမိုးသွားခဲ့ပါပြီ။စင်မတဲ့ကတော့ဘာမှမဖြစ်ခဲ့သလိုအပြုံးနွဲ့လေးနဲ့ဘိုးကျော်နာကိုချင်းခဲ့လာခဲ့ပါတယ်။မောင်လေးမိုးရေရဲရွာနေရပဲမမလန့်လိုက်တာ။မောင်လေးဘာလို့မျက်နှာကြီးကပြာနေနေတာလဲ။ဘာဖြစ်လို့လဲ။စင်မတဲ့ရဲ့နူးညံ့လာတဲ့လက်ကလေးနဲ့ဘိုးကျော်ရဲ့ပါပြင်ကိုလက်ကလိုက်ပေမဲ့အဲ့လက်ကလေးကဘိုးကျော်တော်အရေးလိုရင်ဖို့စရာမဟုတ်တော့ပဲကြောက်ရွံ့စရာအေးဆက်မှုဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။စင်မတဲ့ရဲ့မိကွန်းကြောင့်ဘိုးကျော်ရင်ထဲမှာအေးဆက်သွားခဲ့ပေမဲ့စိတ်ကိုအမြန်ဆုံးထိလိုက်ရပါတယ်။တန်တရားတွေကိုမျက်နှာပေါ်မပေါ်စေပဲသူမရဲ့ရှုံးလဲနေတဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်အသက်ကိုခပ်ပြင်းပြင်းရှုပ်သွင်းလိုက်ပါတယ်။တိတ်တော့မဟုတ်ပါဘူးမမရဲ့။ဘိုးကျိုးတန်တွေတိတ်ကျယ်လုံးလန်သွားတာပါ။မမပြင်မှာမိုးရေတွေဆိုလာတယ်။ခေါင်းအေးတော့တစ်ပတ်သွားယူပေးမယ်နော်။ဖိုးကျော်ကစကားလမ်းကြောင်းလှည့်လိုက်ပေမဲ့ဇမတန်ရဲ့မျက်နှာပေါ်မှာမတိမတာရိမ့်ရိမ့်သွားတဲ့တန်တရားအရေးရောင်တစ်ခုကိုသတိထားမိလိုက်ပါတယ်။ဇမတန်ကဖိုးကျော်ကိုမျက်လုံးလေးမလွယ်ပဲခက်စိတ်စိတ်အပြုံးလေးနဲ့လှမ်းကြည့်လိုက်ပါတယ်။မောင်လေးမမပေါ်တစ်ခုခုဖုံးပွင့်ထားသလိုပဲနော်။အရင်ရက်တည်းကလို့မမနာကိုတိုးမလာပဲခက်ခွာလုပ်နေတယ်။မမကိုဘာမှမကျေနပ်တာရှိလို့လေ။ဇမတန်ကပြောရင်ဖိုးကျော်ရဲ့လက်မကိုညင်သာစွာလာရောက်ကင်တွယ်လိုက်ပါတယ်။အတန်လေးကနူးညံ့လာပေမဲ့ဖိုးကျော်ရဲ့ရင်ထဲမှာတော့ဒိုင်နာရီတွေကစားသားတွေနဲ့အသက်အမကန်စားချုပ်ကြီးရတာအထက်ထက်ခါခါ၆လက်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲအိမ်ရှိတကာကြီးဟာပြင်းထန်စွာခောက်လိုက်တဲ့အတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုမိုးသက်မုန်တိုင်းထန်နေတဲ့ညနေပိုင်းမှာဘသူရောက်လာတာပါလဲ။ဖိုးကျော်နဲ့စင်မသေးတို့နှစ်ဦးစလုံးအိမ်ရှိကိုထွက်ကြည့်လိုက်တဲ့အခါမိုးရေထဲမှာရက်နေတဲ့သူကတော့တခြားသူမဟုတ်ပါဘူး။ကွယ်လွန်သူယောက်ျားရဲ့ညီဖြစ်သူကိုမင်းမင်းဖြစ်နေခဲ့ပါတယ်။မဆင်ပါသေး။အခုကိစ္စနဲ့ပတ်သက်လို့ကျွန်တော်စုံစမ်းစရာရှိလို့လာတာ။အကိုမတော်တဆမဖြစ်ခင်တော့တောက်ခဲ့တဲ့ဆေးတွေကြောင့်မင်းသိရမယ်။ကိုမမရဲ့စကားကြောင့်ဇင်မာတဲ့ရဲ့မျက်နှာဟာခဏမြပြည့်ရင်းသွားခဲ့ပြီမဲ့အမြန်ဆုံးပဲတည်ငြိမ်အေးဆေးတဲ့ပုံစံသို့ပြန်ပြောင်းပေးလိုက်ပါတယ်။မမရဲ့မင်းကိုဆုံးသွားတာကိုမမလည်းဝမ်းနေရတယ်ကြတယ်။ဘာတွေလာပြီးဆွဆွဲနေရလဲ။လာအိမ်ထဲဝင်မအောင်အေးစစ်စစ်ပြောကြတာပေါ့။ကိုမမအိမ်ထဲဝင်လာတဲ့အခါဖိုးကျော်ကမတင်ကားတဲ့ကြီးနဲ့စိုက်ကြည့်လိုက်ပါတယ်။အဲ့နောက်ကိုမမကအိမ်ထဲကနေစာရွက်တရွက်ကိုထုတ်ပြလိုက်ပါတယ်။ဒါဟာကွယ်လွန်သူမဖြစ်မီတောင်းသုံးခဲ့တဲ့စေဝါတချို့ရဲ့ဓာတုတခွဲကအဖြစ်ဆောင်ရွက်ဖြစ်နေခဲ့ပါတယ်။အကိုရဲ့သွေးထဲမှာပုံမှန်မဟုတ်တဲ့အာယုံကြောထုံစေးတွေပါဝင်နေတာကိုဆရာဝန်ကအတည်ပြုလိုက်ပြီးမှစင်ပါသေး။မင်းတော်ကဘလို့ဖြေရှင်းပြမှာလဲ။အခန်းထဲလေတူဟာရုပ်ရဲ့အေးဆက်ဆက်တင်းမောင်သွားခဲ့ပါတယ်။ဖိုးကျော်တယောက်စင်မတဲ့ရဲ့ပြုတ်မှုကိုအသက်ရှူမှမတဲ့စောင့်ကြည့်နေရပါတော့တယ်။ကိုမင်းထုတ်ပြလိုက်တဲ့တခွဲကအဖြစ်ဆောင်ရွက်ကြောင့်အခန်းထဲလေတူဟာတင်းမောင်မှုအဖြစ်ဖြစ်တိတ်ဆိတ်သွားခဲ့ပါတယ်။ဖိုးကျော်ရဲ့ရင်မတစ်ခုလုံးလေးမြေရိုင်းတစ်ကောင်လိုတိုင်းကနေရိုက်ခတ်နေခဲ့တာပါ။ဒါပေမဲ့မဆမတဲ့ရဲ့မျက်နှာပေါ်မှာတော့တုံလို့စရာအရေးရောင်ကစက်ကပိုင်းများတော့ပေါ်သွားပြီးခဏတွင်းမှာပဲဝဲနေပူဆွေးဟန်အပြည့်နဲ့မျက်ရည်စာတွေဝိုင်းလာခဲ့ပါတော့တယ်။မင်းရဲ့မင်းကအာယုံကြောအားနေလို့ဆရာဝန်ညွှန်ကြားချက်တိုင်းတောက်နေတဲ့ဆေးတွေလေ။မမဘာလို့သူ့ကိုဆူဆူရွရွဖြစ်အောင်လုပ်ရမှာလဲ။မမပေါ်ဒီလိုရုပ်မာတဲ့တန်များတွေဝင်နေတာမင်းရဲ့မအေးမင်းဖေအေးလာပြောနေရလား။ဒါမှမဟုတ်မမကိုအိမ်နဲ့ခြံသိမ်းချင်လို့မဟုတ်မမှန်ဆွဆွဲနေတာလား။စင်မတဲ့ရဲ့စကားသံအဆုံးမှာမျက်ရည်များပါးပြင်ပေါ်စီးကျလာခဲ့ပါတယ်။သူမရဲ့ကြေကွဲဝင်တဲ့ဟန်ဟာတဘာဝကြောက်လွန်တာကြောင့်ဘေးကကြည့်နေတဲ့ဖိုးကျော်တော်စိတ်ထဲမှာခဏမြရိမ့်ရသွားခဲ့ရပါတယ်။ကိုမင်းမကတော့ဒေါသတကြီးနဲ့စာရွက်ကိုပြန်သိမ်းလိုက်ပါတယ်။စကားရည်နဲ့လှည့်ပတ်မနေနဲ့မဆင်ပါသေး။မကြခင်မှာရေစကန်အမှုဖွင့်ပြီးဒီကိစ္စကိုစုံစမ်းစစ်ဆေးတော့မှမင်းနဲ့ဒီအိမ်ထဲမှာအမြဲတမ်းပတ်သက်နေတဲ့ကောင်လေးကိုလည်းရဲတွေကမေးမြန်းလိုက်မယ်။ကိုမင်းမကဖိုးကျော်ကိုစူးစိုက်ကြည့်ကစိတ်ငားစွာပြောဆိုပြီးနောက်တကားကိုဒေါသတကြီးဆွဲပေးရေးမိုးရီတဲသို့ပြန်လည်ထွက်ခွာသွားပါတော့တယ်။အိမ်ရှိတကားပိတ်သွားတာနဲ့တပြိုင်နက်စင်မတဲ့ဟာအင်အားဆုပ်ယုပ်သွားသလိုဆိုဖာပေါ်သို့အယုတ်ကျိုးပြက်လဲကျသွားခဲ့ပါတယ်။ဖိုးကျော်ဟာစိုးရိမ်စိတ်နဲ့တူတန်တရားများရောထွေးစွာဖြင့်စင်မတဲ့နားသို့တိုးသွားခဲ့ပါတယ်။မမအဆင်ပြေရလား။ကိုမင်းမင်းပြောသွားတဲ့စိတ်ကိစ္စတွေကတကယ်ပဲဆရာဝန်ညွှန်လာလားယင်။ဖိုးကျော်ရဲ့ကောင်းလေးကိုအာကိုတကြီးတင်းကျပ်စွာစုပ်ကင်ထားလိုက်ပါတယ်။သူမရဲ့ရှုံးလဲနေတဲ့မျက်လုံးတွေထဲမှာတော့တနာစရာကောင်းတဲ့အမူအရာတွေနဲ့အတူဖိုးကျော်ရဲ့ရင်ကိုညှို့ယူမဲ့စကားလုံးတွေကိုခတ်တိုးတိုးဆိုလာခဲ့ပါတယ်။မောင်လေးရေမမရောမင်းတန်တရားဝင်နေရလား။မမလူတယောက်ကိုအနေပြုမဲ့မိမမျိုးလို့ထင်နေရလား။မမမှာပခုံးမိစရာဆိုလို့မောင်လေးတယောက်ပဲရှိတော့တာပါ။မောင်လေးပါမမကိုမယုံရင်တော့မမတည်သွားတာပဲကောင်းပါတယ်။မမအနာကနေသွားပါတော့မောင်လေးရေ။စင်မတဲ့ကပြောရင်ဖိုးကျော်ရဲ့ရင်ဝင်ထဲသို့အတင်းလုံးဝင်ကခေါင်းမိလိုက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်လေးမှာတုံ့ရင်းနေပြီးတနကားနဲ့တင်းတင်းလေးနဲ့အတူမဆုံးမနစ်တဲ့မြူဆွဲမှုတကယ်ဆန်းမှုတွေက
ဖိုးကျော်ရဲ့စိတ်ကိုပြန်လည်လွှမ်းမိုးသွားခဲ့ပါတယ်။ဖိုးကျော်ဟာဒဏ္ဍာရီရဲ့တန်တရားတွေကိုခိတ္တမိရောသွားပြီးစင်မာသေးကိုပြန်လည်ဖတ်ထားမိလိုက်ပါတယ်။မဟုတ်တာမမရဲ့ကျွန်တော်မမကိုယုံပါတယ်။မမကိုဘယ်သူမှဒုက္ခပေးလို့မရအောင်ကျွန်တော်ကာကွယ်ပေးပါမယ်။ဖိုးကျော်ရဲ့စကားကိုကြားလိုက်ရတဲ့ချိန်မှာတော့ဖိုးကျော်မမြင်နိုင်တဲ့စင်မာသေးရဲ့ပခုံးနောက်ွယ်မှာရှိတဲ့အေးဆက်လာတဲ့အောင်နိုင်သူပြုံးတစ်ခုပေါ်ထွက်သွားခဲ့ပါတယ်။စင်မာသေးကဖိုးကျော်ကိုသူမရဲ့ပြည့်ရဲ့ကြောကွင်းတွေသို့တိုးသွင်းလာနိုင်ပြီဖြစ်ပါတယ်။ဒါပေမဲ့ဖိုးကျော်မသိသေးတာကတော့ကိုမင်းမပြန်သွားပြီးတဲ့နောက်မကြခင်မှာပဲမိုးမိုးကဖိုးကျော်ရဲ့မိခင်ဒေါခင်မြစီသွားရောက်ကစင်မာသန်းနဲ့ဖိုးကျော်တို့ရဲ့ဆက်ဆံရေးဒါအပြင်တင်ဆုံးသူရဲ့အမှုစမ်းနေကြောင်းကိုတွေးတိုးလှုပ်ဆောင်မှုတွေစတင်ပြုလုပ်နေပြီဖြစ်တာပါပဲ။စင်မာသန်းရဲ့ရင်ဝင်ထဲမှာခေတ္တမြစီးချက်ညီစွာနဲ့လမ်းပြောင်းခဲ့ပြီးမြဲဖိုးကျော်တယောက်အိမ်ပြန်ရောက်တဲ့ခါမှာတော့အိမ်မက်ဆိုကြီးနဲ့ရင်ဆိုင်လိုက်ရပါတယ်။အိမ်ကနေမှာဖိုးကျော်ရဲ့မိခင်ဒေါခင်မြဟာဒေါသနဲ့ဝမ်းနည်းမှုတွေရောထွေးနေတဲ့မျက်နှာကြီးနဲ့စောင့်ဆိုင်နေခဲ့တာပါ။မိုးမိုးလာရောက်တွေးထိုးထားတဲ့သတင်းတွေစင်မာသိရဲ့ယောက်ျားမသိငါပွဲဆုံးမမှုအမှုသတင်းတွေဟာဒေါခင်မြရဲ့နားထဲထိတဲတဲမဲမဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ခိုးကျော်နေဘယ်ပြန်လာတာလဲ။မစင်မာသိအိမ်ရပဲမဟုတ်လား။နေငါ့ကိုအမှန်တိုင်းပြောစမ်း။မြို့ထဲမှာသတင်းတွေမကောင်းဘူး။တဲတဲရဲ့ယောက်ျားဆုံးသွားတာရိုးရိုးမဟုတ်ဘူးဆိုပြီးရဲတွေရောစုံစမ်းရေးတွေကပါလာမေးနေကြပြီ။နေအဲ့ဒီမိန်းမနဲ့ဘလို့ပတ်သက်နေရလဲ။မိခင်ဖြစ်သူရဲ့အမေကြောင့်ဖိုးစော်ထိတ်ကနေဖြစ်သွားခဲ့ပါတယ်။စင်မာသိပေါ်ထားရှိတဲ့ချစ်ချင်းဆွဲလန်းမှုနဲ့မိခင်ရဲ့စိုးရိမ်စိတ်ကြောင့်မှဖိုးစော်စကားတွေစွန့်အားနေခဲ့ရပါတယ်။မိမိရဲ့မမတတဲ့ကအဲ့လိုမိန်းမမျိုးမဟုတ်ပါဘူး။သူများတွေမနာလို့ဆွဆွဲနေရပါ။ကျွန်တော်မမတတဲ့ကိုကူညီပေးနေအောင်ပါ။နေတော်တော့ဖိုးကျော်နေအချစ်ကန်းနေတာ။မဆင်မတဲ့ရဲ့ပြည့်ရည်တွေကိုနေမသိဘူး။နေအဲ့ဒီအိမ်ကိုနောက်တစ်ခါထပ်သွားရင်တော့မမေကိုတေးပြီလို့သာမှတ်လိုက်တော့။မိခင်ရဲ့ပြင်းထန်လာတဲ့တာစီမိန်ကြောင့်ဖိုးကျော်မှရင်ထဲမှာအကြီးကျယ်ဒုံတွဲဆွဲလဲသွားခဲ့ရပါတယ်။ဒါပေမဲ့နောက်တနေ့မနက်မှာတော့မချင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။စင်မာသိရဲ့မြို့ဘက်မှာလူအုပ်ကြီးစုဝေးနေပြီးမြို့နယ်ရဲစခန်းမှာတော့ရဲရရှိများရောက်ရှိနေကြတာပါ။ဖိုးကျော်လူအုပ်တဲ့တိုးဝင်ကြည့်လိုက်တဲ့အခါမစင်မာသိဟာမျက်ရည်တွေရှုံးလန်းစွာနဲ့ရဲရရှိရဲ့မြင်းမြက်ချက်တွေကိုတုံ့ပြန်စွာပြန်လည်ဖြေချနေတာကိုတွေ့လိုက်ရပါတယ်။မစင်မာသိခမရယောက်ျားမတော်စားဖြစ်ခဲ့တဲ့နေရာနာမှာခမရရဲ့ဆိုင်ငယ်နံပါတ်နဲ့တူတဲ့ဆိုင်ငယ်တစ်စီးကိုစုံမမှတ်တိုင်းမဖြစ်မီမိနစ်ပိုင်းလိုမှတွေ့ခဲ့ရတယ်လို့မျက်မြင်သက်သေတွေကထွက်ဆိုထားပါတယ်။ခမရအဲ့ဒီနေရာမြို့ထဲမှာပဲရှိနေခဲ့တယ်ဆိုတာသိစားရလား။ရဲရရှိရဲ့မိကွန်းကြောင့်မဆင်မသေးရဲ့မျက်နှာမှာဖြူရော့သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမဆင်မသေးကလူအုပ်ထဲမှာရဲကြည့်နေတဲ့ဖိုးကျော်ကိုလှမ်းမြင်လိုက်ပြီးဝမ်းနဲ့အာကိုတကြီးအကြီးနဲ့စကားတစ်ခုကိုရဲရရှိကြီးစီပြောလိုက်ပါတော့တယ်။မဟုတ်ပါဘူးဆရာ။အဲ့ဒီနေရာကျမတယောက်တည်းစိတ်မှာရှိနေခဲ့တာလည်းမဟုတ်ပါဘူး။ဖိုးကျော်လည်းကျမနဲ့တူအိမ်မှာရှိနေခဲ့တာပါ။ဖိုးကျော်မင်းမမနဲ့တညလုံးတူရှိနေခဲ့တယ်ဆိုတာဆရာတို့ကိုပြောပြပေးပါဦး။မဆင်မသေးရဲ့စကားကြောင့်လေထုတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်။ဖိုးကျော်ရဲ့ရင်ထဲမှာတော့အကြောက်တရားနဲ့တုန်လှုပ်မှုတွေကဒိုင်းကနေပေါက်ကွဲထွက်သွားပါတယ်။အကြောင်းကစင်မသေးရဲ့ယောက်ျားမတော်စားဖြစ်ခဲ့တဲ့အဲ့ညဖိုးကျော်ဟာစင်မသေးနဲ့တူရှိမနေခဲ့ပဲမိခင်ဖြစ်သူနဲ့တူအိမ်မှာရှိနေခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။စင်မသေးကသူမရဲ့မျက်စိထောက်ထားအဖြစ်ဖိုးကျော်ကိုအတူရောင်တက်တဲ့အဖြစ်အသုံးချရန်ရဲရဲကြီးပြည့်ရဲ့ဆင်လိုက်ခြင်းပဲဖြစ်ပါတယ်။ရဲရရှိရဲ့ဆူရှာတဲ့ကြည်တီဟာဖိုးကျော်စီကိုချက်ချင်းကြောက်ရောက်လာခဲ့ပါတယ်။လူအုပ်ကြီးတစ်ခုလုံးရဲ့အာယုံဟာလည်းဖိုးကျော်စီမှာရောက်ရှိသွားခဲ့ပြီးစင်မသေးရဲ့မျက်လုံးတွေကတော့မမကိုကဲပါအောင်ဆိုတဲ့တနာစရာမူရတွေနဲ့တူဖိုးကျော်ကအာကိုတကြီးစိုက်ကြည့်နေခဲ့ပါတယ်။ဖိုးကျော်ရဲ့ရင်ထဲမှာတော့မြေရိုင်းတစ်ကောင်လုံးဒိုင်းကနေခုန်ဆိုင်နေခဲ့ပါတယ်။အမှန်တိုင်းပြောရမလားဒါမှမဟုတ်မိမိမျက်နှာခဲ့ရတဲ့မဆင်မသေးကိုကာကွယ်ဖို့မူသားတက်တွေထွက်ဆိုပြရမလားဆိုတဲ့လူဆွဲမှုတွေကစက္ကန့်ပိုင်းတွင်မှာပဲဖြစ်ပေါ်လာခဲ့တာပါ။အောင်ဖိုးကျော်မဆင်မသေးပြောတာမှန်သလား။အဲ့ဒီညခမည်းအမှန်တကယ်ပဲမဆင်မသေးနဲ့အတူတူတညလုံးရှိနေခဲ့ရလား။ဖိုးကျော်စတွေးကိုခက်ခက်မျိုးချလိုက်ရပါတယ်။စင်မသေးရဲ့မျက်ဝန်းထဲကမျက်ရည်စားများနဲ့အတူတောင်းပန်နေတဲ့အကြီးကြောင့်ဖိုးကျော်ရဲ့စိတ်ဟာအချင်းနဲ့တန်ရုံးစင်ဘက်ကိုရိမ့်ရိုင်သွားခဲ့ရပါတယ်။ဟုတ်ပါတယ်ဆရာ။အဲ့ညဆိုင်မှာပစ္စည်းတွေသိမ်းဆရာရှိလို့ကျွန်တော်မဆင်မသေးနဲ့အတူတူတညလုံးဆိုင်မှာရှိနေခဲ့ရပါ။မဆင်မသေးအပြစ်ကိုဘယ်မှမထွက်သွားပါဘူး။ဖိုးကျော်ရဲ့ထွက်ဆိုချက်ကြောင့်ရဲရရှိရလဲမတင်ကားတဲ့မျက်နှာနဲ့ခေါင်းကိုငိမ့်လိုက်ပြီးနှကန်းကိုတင်းတင်းဆေးလိုက်ပါတယ်။ကောင်းပြီလေ။ဒါမဲ့ဒီမှုကမပြီးသေးဘူးမဆင်မသေး။စစ်ဆေးချက်ဖြေတွေနဲ့ပတ်သက်လို့စုံစမ်းစရာတွေရှိသေးတာမို့ခင်ဗျားတို့နှစ်ယောက်လုံးကိုမြို့နယ်ရဲစခန်းကိုခေါ်ယူစစ်ဆေးရပါလိမ့်မယ်။ရဲရရှိတွေကထောက်ခါသွားချိန်တွင်ဖိုးကျော်ရဲ့ရင်ထဲမှာတော့ကြီးမားလာတဲ့အပြစ်ရှိတဲ့စိတ်ကြီးနဲ့ဒူးရီယာခွေကြမတက်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲစင်မသေးကဖိုးကျော်ရဲ့လက်ကိုအတင်းဆုပ်ကင်ကအိမ်ကန်အတွင်းသို့ဆွဲခေါ်သွားခဲ့ပါတယ်။မောင်လေးရဲ့မမကိုကဲတင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်နော်။မောင်လေးသာအဲ့လိုမပြောပြီးမမကိုရဲတွေကမတရားဆွဆွဲပြီးဖမ်းသွားကြတော့မှမမမောင်လေးကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး
စင်မာသေးကဖိုးချိုရဲ့ရင်ဘတ်ကိုမှီလိုက်ရင်စကားကိုနူးညံ့စွာနဲ့ပြောဆိုလိုက်ပေမဲ့ဖိုးချိုရဲ့အုံနောက်ထဲမှာတော့အတိတ်ကတွေ့ရှိခဲ့တဲ့တရားရည်နဲ့အသက်အမခံစာချုပ်ကြီးအသာမိမောင်းထိုးပြနေခဲ့ပါတယ်။ဖိုးချိုအောင်စင်မာသေးရဲ့ပခုံးအသားရတွန်းထုတ်လိုက်ပြီးစူးစိုက်ကြည့်လိုက်ပါတယ်။မမကျွန်တော်မမအတွက်ရဲကိုလိန်ပြောခဲ့ပြီးပြီ။ဒါပေမဲ့မမကျွန်တော်ကိုအမှန်တိုင်းပြောပါ။အဲ့ညမမဘေးသွားခဲ့တာလေ။ပြီးတော့မမယောက်ျားရဲ့တက်တာရဲ့ဆေးပလင်းတွေနဲ့အမခံစာချုပ်ကောင်ဘာလေးမမဖိုးချိုရဲ့မိကွန်းကြောင့်စင်မာသေးရဲ့မျက်နှာပေါ်မှာနူးညံ့တဲ့အပြုံးတွေကရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်။အခန်းတွင်းလေသူကအေးဆက်တင်းမှသွားခဲ့ပြီးစင်မာသေးရဲ့မျက်ဝန်းထဲမှာတော့ကြောက်စရာကောင်းတဲ့အေးဆက်မှုအရိပ်ရောင်တွေပေါ်ထွက်လာခဲ့ပါတယ်။မောင်လေးမင်းမမရဲ့လှုပ်ဝက်တက်တာကိုခိုးခွင့်ကြည့်ခဲ့တာပေါ့နော်။စင်မာသေးရဲ့အတန်ဟာအရင်ကလိုအကျွဲအနွယ်မဟုတ်တော့ပဲသွေးအေးလာတဲ့ချိန်ချောက်တန်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအိမ်ပြန်ကနေမိုးမိုးနဲ့ကိုမင်းမင်းတို့ရဲစခန်းကိုသွားရောက်ကဖိုးချိုရဲ့မူသားသက်တွေကိုခြေပြတ်ဖို့အတွက်အရေးကြီးတဲ့သက်သေတစ်ခုကိုယူဆောင်လာနေကြပြီပဲဖြစ်ပါတယ်။စင်မာသေးရဲ့အေးဆက်လာတဲ့စကားတန်ကြောင့်အခန်းတွင်လေသူကတက်ရှူရပင်ခက်ခဲလောက်အောင်တင်းမာသွားခဲ့ပါတယ်။အရင်ကနူးညံ့လာပါတယ်ဆိုတဲ့မဆင်မာသေးရဲ့မျက်နှာပေါ်မှာအခုတော့သွေးအေးလာတဲ့အရိပ်ရောင်နဲ့ရှုံးလန့်နေခဲ့တာပါ။ဖိုးချိုကကြောရိုးတဲ့အထိစိတ်ကနေအေးဆက်သွားပြီးခြေတလက်နောက်ဆုတ်လိုက်မိပါတယ်။မောင်လေးရဲ့မမအပေါ်ကိုအဲ့ဒီလောက်တောင်တန်တရားတွေဝင်နေရလား။တက်တာထရစာချုပ်ဆိုတာမမတို့ဇနီးမောင်နှံအနာဂတ်အတွက်လှုပ်ထားတာပါ။ဒါယာကြီးဆိုတာကလည်းသူ့ဆွဲလန်းစိတ်နဲ့သူရှောက်ရေးထားတာလေ။မင်းမမကိုမယုံဘူးဆိုရင်တော့မမလည်းမတက်နိုင်တော့ဘူးပေါ့။စင်မာသေးကပြောရင်ဖိုးချိုရဲ့အနာကိုတဖြည်းဖြည်းတိုးကပ်လာခဲ့ပါတယ်။သူမရဲ့လက်လေးတွေကအရင်လိုမြူဆွဲတဲ့အချီးတွေးတွေမဟုတ်တော့ပဲတခုခုကိုဖုံးကွယ်ထားသလိုတောင်းရင်နေခဲ့တာပါ။ဖိုးချိုစိတ်ကိုတင်းထားလိုက်ပါတယ်။မမကျွန်တော်ရဲတွေကိုလိမ်ပေးခဲ့တာမမကိုချစ်လို့ရှုံလို့ပါ။ဒါပေမဲ့မမအမှန်တရားကိုမပြောဘူးဆိုရင်တော့ကျွန်တော်ဒီကိစ္စတွေကနေနှုတ်ထွက်ရပါလိမ့်မယ်။ဖိုးချိုလက်ထွက်ဖို့စူးစမ်းလိုက်ချိန်မှာပဲအိမ်ပြင်ကရေအုပ်အော်တဲ့နေပြင်းထန်စွာမြည်ဟီးလာခဲ့ပါတယ်။ရဲကားနှစ်စီးကစင်မာသေးရဲ့အိမ်ရှိမှာရုတ်တရက်ထိုးရက်လိုက်ပြီးရဲရရှိတဲ့အတူကိုမင်းမင်းမိုးမိုးတို့ပါဆင်းလာခဲ့ကြပါတယ်။ကိုမင်းမင်းရဲ့လက်ထဲမှာတော့ CCTV ဗီဒီယိုဖိုင်အခွေတစ်ခုပါရှိနေခဲ့ပါတယ်။မဆင်ပါသေးခင်ဗျားကိုယောက်ျားဖြစ်သူသိဆုံးမှုမှာမတင်ကားသူဖြစ်ရဲစခန်းကိုခေါ်ယူစစ်ဆေးရပါလိမ့်မယ်။ကိုမင်းမင်းလာရောက်ပြီးတဲ့လမ်းဘေးက CCTV မှတ်တမ်းရမတော်တဆမှုဖြစ်ခဲ့တဲ့ညခင်ဗျားရဲ့ဆိုင်ကကိုမောင်ဖိုးချိုမဟုတ်ပဲအခြားမျိုးသားတယောက်မောင်းနေသွားတာကိုတွေ့ရှိရပါတယ်။ရဲရရှိရဲ့စကားကြောင့်ဖိုးချိုရင်ဘတ်တစ်ခုလုံးဒိန်းကနေပေါက်ကွဲထွက်သွားခဲ့ပါတယ်။စင်မာသေးမှာဖိုးချိုပြင်းနောက်ထပ်လှုပ်ဝက်ပတ်သက်နေတဲ့အခြားမျိုးသားတူရှိနေသေးတယ်ဆိုတဲ့အမှန်တရားကဖိုးချိုရဲ့နှလုံးသားကိုချိန်မုံလိုက်တယ်လို့ခံစားလိုက်ရတာပါ။စင်မာသေးရဲ့မျက်နှာမှာတော့ချက်ချင်းဆိုသလိုဖြူရော့သွားခဲ့ပါတယ်။မဟုတ်ပါဘူးဆရာ။ကျမဘာမှမသိပါဘူး။အဲ့ဒီချိန်မှာပဲရဲရရှိကဖိုးချိုကစူးစိုက်ကြည့်လိုက်ပြီးတင်းမာစွာပြောလိုက်ပါတယ်။မောင်ဖိုးချိုခင်ဗျားလည်းမူသားသက်တွေထွက်ဆိုမှုအမှန်တရားကိုဖုံးကွယ်ပေးမှုတွေနဲ့စကန်းကိုလိုက်ခဲ့ရပါမယ်။ဖိုးချိုကမိမိရိုးသားစွာချစ်မြတ်နိုးခဲ့ရတဲ့မိန်းမတယောက်ရဲ့ပရိယတိကြောင့်တဖြည်းဖြည်းနဲ့မှုခင်းချုပ်ခွင်ကြီးအတွင်းကိုသက်ဆင်းသွားခဲ့ရပါပြီ။ရဲစခန်းရဲ့စစ်ဆေးရေးခန်းတွင်လေတူးဟာအလုံးမင်းအေးဆက်တင်းမာနေခဲ့ပါတယ်။မင်းရောက်မိန်အောင်မှာဖိုးချိုဟာသူ့လက်ကိုသူတင်းတင်းဆုပ်ထားရင်ရှင်ထဲမှာနောင်တနဲ့တန်တရားတွေအပြိုင်ဆိုင်လွန်ဆွဲနေခဲ့တာပါ။စင်မာသေးကိုတော့အခြားခန်းတစ်ခန်းမှာတီးတန့်စစ်ဆေးနေတာပဲဖြစ်ပါတယ်။ခဏကြာမှတော့ရဲရရှိအောင် CCTV ရုပ်သံမှတ်တမ်းတချို့ကိုပရင်တာနဲ့ရိုက်ထုတ်ထားတဲ့ဓာတ်ပုံတွေကိုစပွဲပေါ်ပြစ်တင်လိုက်ပါတယ်။ဖိုးကျော်သိချာကြည့်စမ်းအဲ့ညခင်ဗျားစင်မာသေးနဲ့တူရှိမနေခဲ့ဘူးဆိုတာ CCTV ရုပ်သံတွေမကောင်းခင်ဗျားနေဒေါ်ခင်မြရဲ့ထွက်ဆိုချက်ပါတက်တည်ပြနေပြီ။ဒါမဲ့ဒီမှာကြည့်စင်မာသေးရဲ့ဆိုင်ကယ်ကိုမောင်းသွားတဲ့နောက်ကျောပုံစံခန္ဓာကိုယ်တိဆောက်ပုံခင်ဗျားရင်းနှီးတယ်လို့ရှိရလား။ဖိုးကျော်ဓာတ်ပုံကိုအနည်းငယ်စူးစိုက်ကြည့်လိုက်ချိန်မှာပဲအုံနောက်တစ်ခုလုံးဒိန်းကင်းနဲ့ထုံထုတ်သွားခဲ့ပါတယ်။ပုံထဲကအမျိုးသားရဲ့ဝတ်ဆင်စင်ရင်ပုံပခုံးစွန်းကြပုံနဲ့ကောင်းငုံမောင်းနေပုံဟာအခြားသူမဟုတ်ပါဘူး။မဆင်မသေးရဲ့ဆိုင်မှာမကြာခဏပြည့်စည်လာဖို့လေးရှိတဲ့ဆိုင်ရဲ့ကိစ္စဝဝကိုကူညီပေးနေကြစီးပွားရေးပွဲစားကိုတန်းစိုးဖြစ်နေခဲ့တာပါ။ဒါကိုတန်းစိုးပဲဆရာ။မမတတဲ့ရဲ့ဆိုင်ကိုပြည့်စည်သွင်းမိနေတဲ့သူပါ။သူတို့ချင်းဘာတွေဆက်ဆက်နေရလဲ။ဖိုးချိုရဲ့ရင်ထဲမှာတစ္ဆာပေါခံရမှုရဲ့နာကျင်မှုတွေပေါက်ကွဲထွက်လာခဲ့ပါတယ်။မဆင်မသေးဟာသူ့ကိုချွေးနဲ့အကဲဆန်းကအတုံးချခဲ့ရုံနဲ့မကပဲနောက်ွယ်မှာကိုတန်းစိုးဆိုတဲ့လူနဲ့ပါပူပေါင်းပြီးဒီကြောက်စရာကောင်းတဲ့အစီအစဉ်ကြီးကိုဖန်တီးခဲ့တာလားဆိုတဲ့အတီးအားဖိုးချိုယူတော့မတတ်ဖြစ်စေခဲ့တာပါ။အဲဒီချိန်မှာပဲစစ်စေးရေးကန်တကားပွင့်လာပြီးတခြားရဲရရှိတူဝင်လာခဲ့ပါတယ်။ဆရာမဆင်မသေးဆရာထွက်ဆိုချက်ရပါပြီ။ "तू ကမတော်တဆဖြစ်ခဲ့တဲ့ညဆိုင်ကယ်ကိုတန်းစိုးငှားသွားတာလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုတန်းစိုးရဲ့အိမ်ကိုတွားရောက်ရှာဖွေချိန်မှာတော့ကိုတန်းစိုးကအိမ်မှာမရှိတော့ဘဲထွက်ပြေးတိမ်းရှောင်သွားတာကိုတွေ့ရပါတယ်။ကိုတန်းစိုးရုတ်တရက်ထွက်ပြေးလွတ်မြောက်သွားခြင်းကအမှုကိုပုံမရှုပ်ထွေးသွားစေခဲ့ပါတယ်။
ကိုတန်းစိုးဟာမဆင်မတဲ့ရဲ့ကျိုးဆွဲရာကားရုပ်လေးလားဒါမှမဟုတ်နောက်ွယ်ကနေအမှန်တရားကိုပုံမဆိုးရောက်စွာကြိုးကိုင်နေတဲ့အဓိကတရားခံကြီးလားဆိုတာမိကုံထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ညနေပိုင်းမှာတော့ဖိုးချုံမူသားသက်သေပေးမှုနဲ့ခံဝန်ဖြစ်ကိစ္စပြန်နှုတ်ပေးခဲ့ပါတယ်။ဖိုးချုံစကန်ပြင်မှာသို့ထွက်လာချိန်မှာတော့မိုးရီနေကြထဲမှာစကန်ရှီယာရဲကြည့်နေတဲ့လျှို့ဝှက်စမ်းချက်အရေးတစ်ခုမီးအောင်မှာရုတ်တရက်တွေ့လိုက်ရပါတယ်။အဲ့ဒီအရေးကတစားသူမဟုတ်ပဲထွက်ပြေးလွန်မြောက်နေတဲ့ဆိုတော့ကိုတန်းဆုပ်ဖြစ်နေခဲ့ပါတယ်။ဖိုးချုံစိတ်ကားတဲ့အကြည့်တွေနဲ့စိုက်ကြည့်ကလက်ပြစီခိုင်းလိုက်ပါတော့တယ်။ရဲစကန်ပြင်ဘက်မှာမိုးရီတဲတက်စွာရွာသွန်းနေစေပါ။မီးအောင်မေအောင်မှာထွက်ပြေးလွန်မြောက်နေတယ်ဆိုတော့ကိုတန်းဆုပ်မထင်မှတ်ပဲတွေ့လိုက်ရတဲ့အတွက်ဖိုးချုံရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်လို့အေးဆက်သွားခဲ့ရပါတယ်။ကိုတန်းဆုပ်ကဖိုးချုံကိုလမ်းကြုံလမ်းကြားဘက်စီလက်ရက်ခေါ်ယူခဲ့ပြီးအမောင်ရိတ်ထဲမှာပုံကွယ်လေးရဲဆောင်နေခဲ့တာပါ။ဖိုးချုံစိတ်ကိုတေးပြီးကိုတန်းဆုပ်ရှိရာလမ်းကြုံထဲသို့တဖြည်းဖြည်းတိုးကပ်သွားခဲ့ပါတယ်။ကိုတန်းဆုပ်ခင်ဗျားဘာလို့ဒီမှာရောက်နေရလဲ။ခင်ဗျားကိုရဲတွေလိုက်ရှာနေတာမသိဘူးလား။မမတသိန်းနဲ့ခင်ဗျားဘာတွေကြံစီခဲ့တာလဲ။အမှန်တိုင်းပြောစမ်း။ကိုတန်းဆုပ်ကအေးဆက်ဆက်ပြုံးတစ်ခုပြုံးလိုက်ရင်ဖိုးချုံရဲ့ပကုံးခက်ထန်ထန်ဆွဲကင်လိုက်ပါတယ်။သူ့ရဲ့တန်ဟာလေပြင်းတန်တွေကြားမှာခက်တိုးတိုးနဲ့ကြောက်စရာကောင်းလာပါတယ်။ဖိုးချုံနေမဘာမှမသိပဲအယူလုံနေနေ။စင်မသိန်းဆိုတဲ့မိန်းမနင်းချင်တယ်လို့ရိုးသားလာတာမဟုတ်ဘူး။ငါ့ကိုလည်းသူ့အပဲပတ်စံနဲ့မြားပြီးအဲ့ဒီညသူ့ဆိုင်ကကိုမောင်းခိုင်းခဲ့တာ။အကူဖြစ်သူဆုံးမသွားတဲ့အမှုမှာငါအဓိကတရားခံမဟုတ်ဘူး။စင်မသိန်းကိုယ်တိုင်ကနောက်ွယ်ကနေကြိုးဆွဲနေတာ။ကိုတန်းစုရဲ့စကားကြောင့်ဖိုးချုံရင်ထဲမှာအနဲ့ဆိုင်ဆုံးထိုးနှက်ချက်တစ်ခုကိုခံစားလိုက်ရပါတယ်။စင်မသိန်းရဲ့မျိုးဆွဲမှုအကျွေးနဲ့တနာစရာမှုရာတွေဟာသူ့ကိုအကာအကွယ်ယူဖို့အသုံးချခဲ့တဲ့ပရိယာအဖြစ်အကြောက်တင်သွားခဲ့တာပါ။ဒါဆိုရင်ခင်ဗျားမှာဘာသက်သေရှိလို့လဲ။မမတသေးကဒါတွေဘာလို့လုပ်ရမှာလဲ။အာမခံပတ်စံတွေမကဘူးဖိုးချုံ။သေသွားတဲ့သူ့ယောက်ျားမှာနင်တို့မသိတဲ့တပ်တုတွင်စီးပွားရေးရှယ်ယာထောက်တာတွေရှိနေတယ်။အဲ့ဒီစာချုပ်တွေကိုစင်မသိန်းကတယောက်တည်းပိုင်ဆိုင်ခြင်းလို့အခုလိုကြံစီခဲ့တာ။တပ်တွေထောက်ထားတွေပါတဲ့အတန်ဖန်းဆက်ကအခုငါစီမှာရှိတယ်။ရဲစီသွားအချင်းလင်ကနဲ့လိုက်ခဲ့ရမယ်။ကိုတန်းစုကပြောရင်အိတ်ကြီးကအတန်ဖန်းဆက်အသေးစားလေးတစ်ခုကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီခဏအတွင်းမှာပဲအမောင်တို့တွေကခြေတံတချို့ပြင်းထန်စွာထွက်ပေါ်လာခဲ့ပါတယ်။လူရိတ်တစ်ခုဟာအမောင်တွေကနေရုတ်တရက်ထွက်ပေါ်လာပြီးကိုတန်းစုရဲ့လက်ထက်ကအတန်ဖန်းဆက်ကိုအတင်းလူယူဖို့စူးစမ်းလိုက်ပါတော့တယ်။ဖိုးချိုထိတ်လန့်တကြားကြည့်လိုက်တဲ့အခါအဲ့ဒီလူကတခြားလူမဟုတ်ပါဘူး။ကိုမင်းမင်းဖြစ်နေခဲ့ပါတယ်။ဒါငါ့ကိုရဲ့အမှုသက်သေငါ့ကိုပေးစမ်း။အမောင်ထဲမှာကိုတန်းစုနဲ့ကိုမင်းမင်းတို့ရုံရစ်ဆန်ခံဖြစ်ကြရင်သက်သေအတန်ဖန်းဆက်လေးဟာရွှွန့်လွန်ထဲသို့လွင့်စင်ချသွားခဲ့ပါတယ်။ဖိုးချိုတယောက်ကြောက်လန့်တကြားနဲ့အဲ့ဒီအတန်ဖန်းဆက်ကိုလိုက်လံရှာဖွေစင်ပါပဲ။မိုးရီထဲမှာထီးနဲ့တချောင်းဆောင်းလာပြီးအချိန်လေးကိုအေးဆက်စွာစောင့်ကြည့်နေတဲ့မဆင်မတဲ့ရဲ့ပုံရိပ်ကိုလမ်းနောက်မှာရုတ်တရက်တွေ့လိုက်ရပါတော့တယ်။မိုးရီတွေကြားထဲမှာထီးနဲ့တချောင်းဆောင်းပြီးလမ်းနောက်မှာအေးဆက်စွာရဲကြည့်နေတဲ့မဆင်မတဲ့ရဲ့ပုံရိပ်ဟာဖိုးချိုရဲ့ရင်ဘတ်ကိုဒုံနဲ့ရိုက်ချလိုက်သလိုတုန်လှုပ်သွားစေခဲ့ပါတယ်။အရင်ကနှုတ်ပြလာပါပြီးချွေးနဲ့အကဲဆန်းတတ်တဲ့မိန်းမတယောက်ရဲ့မျက်နှာပေါ်မှာအခုတော့သွေးရဲစက်မှုနဲ့ပြည့်ရဲ့အရေးရောင်နေတာအပြေအဝဆိုးမှုနေခဲ့တာပါ။ကိုတန်းစုနဲ့ကိုမင်းမင်းတို့ရွှွန့်လုံးထဲမှာရုံရင်းဆန်ခဲ့ဖြစ်နေစင်ပါပဲ။မဆင်မသိန်းဟာစိတ်ကားလာတဲ့ခြေလမ်းတွေနဲ့ဖိုးချိုတို့စီကိုတဖြည်းဖြည်းတိုးကပ်လာခဲ့ပါတယ်။သူမရဲ့တန်ဟာလေပြင်းစိုးတွေကြားထဲမှာအေးစိတ်စွာနဲ့ထွက်ပေါ်လာခဲ့တာပါ။တော်ကြပါတော့မင်းတို့ဘာတွေယူနေကြတာလဲ။ကိုတန်းစုနေငါစီကပတ်စံတွေကိုချက်ပြီးချင်းချောက်ဝေညှစ်ချင်လို့ဒီအဖြစ်စီအတန်ဖန်ဆန်နဲ့လာလိမ့်နေတာမဟုတ်လား။စင်မသိန်းရဲ့စကားကြောင့်ရွှွန့်လုံးထဲမှာလဲကျနေတဲ့ကိုတန်းစုဟာဒေါသတကြီးနဲ့ခေါင်းပေါက်ကြည့်လိုက်ပါတယ်။စင်မသိန်းနေစကားတွေကိုလှည့်မပြောနဲ့။နေယောက်ျားကိုစိတ်ခက်ခဲ့တော့နေကိုယ်တိုင်ငါ့ကိုအကူအညီတောင်းခဲ့တာလေ။အခုအရာရာပေါ်ကုန်ပြီဆိုမှငါ့ကိုကြည့်ပုံချမှုမကြံနဲ့။ဖိုးကျော်ဟာရွှွန့်လုံးထဲမှာအတန်ဖန်ဆက်လေးကိုအမြန်ဆွဲယူလိုက်ပြီးဆက်ကလေးကိုဖွင့်ဖို့ခလုတ်ကိုနှိပ်လိုက်ပါတယ်။အဲဒီချိန်မှာပဲမဆင်မသိန်းဟာဖိုးကျော်ရဲ့လက်ကိုအတင်းလာရောက်ကိုက်ရွယ်လိုက်ပြီးစိတ်လှုပ်ရှားစွာနဲ့တိုးတိုးလေးအကဲဆန်းပြောဆိုလာပြန်ပါတယ်။မောင်လေးမမကိုယုံပါအောင်နော်။မမမောင်လေးပေါ်မှာဘယ်တော့မှမကောင်းချင်ခဲ့ပါဘူး။ဒီလူတွေပြောနေတာတွေကတခုမှအမှန်မဟုတ်ပါဘူး။သူတို့မယုံပါနဲ့နော်။မမမောင်လေးကိုတကယ်ချစ်ခဲ့တာပါ။အဲ့ဒီအတန်ဖန်ဆက်ကိုမမစီပေးလိုက်ပါတော့။ဖိုးကျော်ဟာစင်မသိန်းရဲ့ရှုံးလိုက်နေတဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်ပါတယ်။စက္ကန့်အနည်းငယ်များဖိုးကျော်ရဲ့စိတ်ထဲမှာစင်မသိန်းပေါ်ထားရှိခဲ့တဲ့အချစ်နဲ့တန်ရောစင်တွေကြောင့်ရိမ့်ရိမ့်သွားခဲ့ရပေမဲ့စင်မသိန်းရဲ့နောက်ွယ်မှာတော့တွေ့လာတဲ့အစီအစဉ်တွေကိုတတိယလိုက်ချိန်မှာတော့ဖိုးကျော်ရဲ့လက်ဟာစင်မသိန်းရဲ့လက်ကိုပုတ်ထုတ်လိုက်ပါတော့တယ်။တော်ကားတော့မမသိန်းမမရဲ့အချွဲတွေလက်ကွက်တွေကိုကျွန်တော်နောက်ထပ်မယုံတော့ဘူး။ဒီတန်ဖက်ဆက်တွေမှာဘာတွေပါလဲဆိုတာရဲတွေရှိမှဖွင့်စစ်ရလိမ့်မယ်။ဖိုးကျော်ရဲ့ပြတ်သားလာတဲ့ညှင်းဆန်မှုကြောင့်စင်မသိန်းရဲ့မျက်နှာပေါ်မှာဝဲနဲ့ဟန်အပြုံးတွေရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲအမောင်ထဲမှာရဲကားတွေကအုပ်အောတန်တွေနဲ့တူမီးရုပ်တွေလင်းလက်သွားပြီး
စကဲရဲရရှိတဲ့အဲ့နေရာကိုအပြေးဝဝိုင်းဝန်းလိုက်ကြပါတော့တယ်ရဲရရှိတဲ့ရောက်ရှိလာချိန်မှာတော့ကိုတန်းစိုးနဲ့မဆင်မသေးတို့ရဲ့မျက်နှာများဖြူရော့သွားခဲ့ရပါတယ်ဖိုးကျော်ဟာလက်တရားအတန်မဆက်ကိုရဲရရှိစီကိုအရောက်ပြေးလိုက်ပါတယ်ဒါပေမဲ့အားလုံးကမဆင်မသေးနဲ့ကိုတန်းစိုးတို့ဟာတရကန်းလို့ထင်မှတ်ထားချိန်မှာပဲရှွန်းတော်ထဲမှာရဲရရှိထုတ်ယူလိုက်တဲ့အတန်မဆက်ထဲမှာမတင်မှတ်ထားတဲ့တတိယမြောက်လှုပ်ဝက်စမ်းချက်သူတို့ရဲ့အတန်ပါဝင်နေကြောင်းရုပ်တရက်ပေါ်ပေါက်လာခဲ့ပါတော့တယ်ရဲရရှိဟာဖိုးကျော်ပေးလိုက်တဲ့အတန်မဆက်လေးကိုအိတ်လေးထဲကနေတကြိုးလိုတတိထားထုတ်ယူလိုက်ပါတယ်မိုးရီတွေနဲ့ဆိုနေပေမဲ့စက်ကလေးရဲ့မီးနီအောင်လေးဟာမိန်ဖြော့ဖြော့လေးနေစေပါစကမ်းမိုးကခလက်ကိုနှိမ့်လိုက်တဲ့ကမိုးတဲ့နေကြထဲမှာအတန်ပန်းဆက်တွေကထွက်ပေါ်လာတဲ့အတန်ကြောင့်လမ်းနောက်တစ်ခွင်လုံးလုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်ခမည်းအကြံတိုင်းသာလောက်ပါမစမှာသေးခမည်းယောက်ျားရဲ့အမှတ်မတင်ဆုံးမမှုဖြစ်သွားအောင်စေးပမာဏကိုနည်းနည်းစီတိုးခတ်သွားကျန်တဲ့တတုတွင်ရှေ့ရစာရွက်စာတမ်းတွေကိုတော့ကျမအိတ်ထဲအပြည့်အဝပြောင်းလိုက်မယ်အတန်ပန်းဆက်တွေမှာထွက်ပေါ်လာတဲ့အဲ့ဒီမျိုးသမီးတန်ကိုကြားလိုက်ရချိန်မှာမဆင်မတဲ့နဲ့ဖိုးကျော်တို့နှစ်ဦးစလုံးရဲ့မျက်နှာမှာချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီတန်ကအခြားလူမဟုတ်ပါဘူးဖိုးကျော်တို့ရုံကလောက်ပေါ်ကိုင်မဲ့လည်းဖြစ်စင်မတဲ့ရဲ့မိတ်ဆွေမိုးမိုးနဲ့အတူအမြဲတမ်းပတ်သက်နေတဲ့မသွေရဲ့အတန်ဖြစ်နေခဲ့တာပါမသွေဒါမသွေရဲ့အတန်ပဲမတဲ့ဒါပါလေမတို့နောက်ပင်မှာမသွေပါဝင်နေရလားဖိုးကျော်ရဲ့မိဖို့နေကြောင်းမဆင်မတဲ့ဒူးတွေခွေကြရင်ကျသွားပြီးရှွန်းတို့တဲကိုအယုံကျိုးပြက်လဲကျသွားခဲ့ပါတယ်စင်မတဲ့ကဖိုးကျော်ကိုအရင်လိုမာယာစကလုံးနေနဲ့မမြူဆွဲနိုင်တော့ပဲမျက်ရည်စားတွေနဲ့တုံရီစွာဝင်ခံလိုက်ရပါတော့တယ်မောင်လေးရဲ့မအဖြစ်တွေပါမှားခဲ့ပါတယ်မသွေရဲ့ရဲ့ယောက်ျားတတူတွင်းရှေ့ရာတွေကိုလိုချင်လို့ကိုအကြံပေးခဲ့တာပါကိုတန်းစိုးကိုလည်းမသွေရပဲပတ်စံပေးပြီးဆိုင်ငယ်ရဲ့လမ်းကြောင်းလွှဲခိုင်းခဲ့တာပါကိုကဲပါဦးမောင်လေးရဲ့မဆင်မတဲ့ရဲ့ဝန်ခံချက်ကြောင့်မူကင်းဆက်လက်ရဲ့အဓိကကျိုးဆွဲသူကြီးဟာမသွေဖြစ်နေကြောင်းအစဖော်နိုင်ခဲ့ပါပြီမသွေရဲ့ယူအားတလူလိုနဲ့နောက်ွယ်မှာနေပြီးစင်မတဲ့ကိုမြှွှဆွဲကကွဲလုံးသူပိုင်ဆိုင်မှုတွေကိုယူဖို့အတွက်ကြံစည်ခဲ့ခြင်းပဲဖြစ်ပါတယ်ရဲရရှိရာမဆင်မတဲ့ကိုတန်းစိုးနဲ့ကိုမင်းမင်းတို့သုံးဦးစလုံးကိုရဲစခန်းသို့ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီးအထက်ကကျိုးဆွဲသူမသွေကိုဖမ်းဆီးဖို့အတွက်ရဲတပ်ဖွဲ့ဝင်များမသွေရဲ့အိမ်ကိုအမြန်ဆုံးထွက်ခွာသွားခဲ့ကြပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်တွေကမသွေရဲ့အိမ်ကိုရောက်ရှိသွားချိန်မှာတော့မသွေဟာအိမ်ထဲမှာမရှိတော့ဘဲလှုပ်ဝက်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီ။အဲ့ဒီပြင်ဖိုးစော်ရဲ့မိခင်ဒေါခင်မြကလည်းအိမ်ထဲမှာမရှိတော့ဘဲမသွေရဲ့ခေါ်ဆောင်သွားခြင်းကိုခံလိုက်ရကြောင်းအရေးကြီးတဲ့တဲလွန်စာတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။မသွေရဲ့အိမ်ရှိမှာရဲကားတွေအုပ်အော်တန်တွေဆူညံနေပေမဲ့အိမ်ကြီးတစ်ခုလုံးကတော့တိတ်ဆိတ်အေးဆက်လို့နေခဲ့ပါတယ်။ဖိုးစော်အိမ်ထဲကိုပြေးဝင်ကြည့်လိုက်တဲ့အခါမမေရဲ့ဘဝလေးရှုံ့လုံးနဲ့ကြံခဲ့တာကိုလည်းတွေးလိုက်ရပါတယ်။မမေမရှိတော့ပါဘူး။မိခင်ပြည်သူအနေနဲ့ရင်ဆိုင်နေရပြီဆိုတဲ့အသည့်ကဖိုးစော်ရဲ့မတ်တစ်ခုလုံးမီးနဲ့တိုးလိုက်တဲ့လိုမျိုးပူလောင်သွားစေခဲ့ပါတယ်။အဲဒီချိန်မှာပဲဖိုးစော်ရဲ့ဖုန်းစီကိုအတိပေးတဲ့တစ်ချက်နဲ့တူအမည်မသိနံပါတ်တစ်ခုကနေစာတစ်စောင်ရရှိလာခဲ့ပါတယ်။ဖိုးကျော်နင့်မမေကိုအသက်ရှင်လျက်ပြင်းပြင်းချင်းရဲရီကိုလုံးဝအကြောင်းမကြားနဲ့။စင်မသိန်းစီရထားတဲ့တပ်တုတွေမူရင်းစာချုပ်တွေကိုငါပြောတဲ့နေရာကိုတယောက်တည်းယူလာခဲ့။နိုင်ပိုင်းပဲချိန်ရမယ်။အမားတစ်ခုလုံးလိုက်တာနဲ့နင့်မမေရဲ့အသက်ကိုတာဝန်မယူဘူးနော်။စာအုပ်ဖတ်လိုက်ရပြီးမှတော့ဖိုးချိုရဲ့ခြေပြားလက်ပြားတွေအေးဆက်သွားခဲ့ပါတယ်။စင်မသိန်းရဲ့ပြည့်ရဲ့ကြော်ကွင်းနေရာနေလွံ့မြောက်ခဲ့ရုံရှိသေးတယ်။အခုတော့မသွဲဆိုတဲ့ပုံမရဲဆက်လာတဲ့နောက်ွယ်အားကျိုးဆွဲသူရဲ့အကြက်ကင်မှုကိုခံလိုက်ရပြန်တာပါ။ဖိုးချိုမှာတိတ်ဆောင်စရာအချိန်မရှိတော့ပါဘူး။မဆင်မသေးရဲ့အိမ်စီကိုအမြန်ဆုံးပြန်ပြေးကလှဝက်တက်တာကြီးကတပ်တူတွင်စာရွက်စာတမ်းမှုရင်းကိုရှာဖွေယူဆောင်ခဲ့ရပါတယ်။ရဲရရှိတို့အကြောင်းကြားရင်မမေအသက်အန္တရာယ်ရှိနိုင်တာမို့ဖိုးချိုဟာမိခင်ကိုကာကွယ်ဖို့အတွက်တယောက်တည်းစွန့်စားသွားရောက်ဖို့ဆုံးဖြတ်လိုက်တာပါ။မသွဲချင်းဆိုထားတဲ့နေရာမှာမြို့ပြင်မှာရှိတဲ့စိတ်မှောင်နေတဲ့စိတ်ယုံဟောင်းကြီးတစ်ခုပဲဖြစ်ပါတယ်။ခြေလန်းတော်ကြီးစွာနဲ့တိုးဝင်သွားချိန်မှာတော့ဂတိပေးထားတဲ့အတိုင်းပဲတိုင်မှာကျုံးနဲ့ချီနှောင်ထားခံရတဲ့မိခင်ဖြစ်သူဒေါခင်မြကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒေါခင်မြရဲ့ဘေးမှာရက်နေတဲ့သူဟာမသွဲတယောက်တည်းမဟုတ်ပဲလှုပ်ဝက်စမ်းကျက်သူနောက်ထပ်အမျိုးသားတစ်ဦးပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။ရှောင်းလာပြီလားဖိုးကျော်။စာရွက်စာတမ်းတွေယူလာခဲ့ရလား။နင့်မမေရဲ့အသက်ကဒီစာရွက်ပေါ်မှာပဲမူတည်တယ်နော်။ဖိုးကျော်ကလက်ထဲမှာစာရွက်စာတမ်းတွေကိုတင်းတင်းဆုပ်ထားရင်မသွဲရဲ့ဘေးမှာရက်နေတဲ့အဲ့ဒီမျိုးသားရဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်ပါတယ်။မင်းရောက်မဲအောက်မှာပေါ်ထွက်လာတဲ့အဲ့ဒီမျိုးသားရဲ့မျက်နှာကြောင့်ဖိုးကျော်အလုံးမင်းထိတ်လန့်သွားခဲ့ရပါတယ်။အเจ้าကအဲ့ဒီမျိုးသားကသေဆုံးသွားပြီလို့အားလုံးယုံကြည်ကြတဲ့မဆင်မသေးရဲ့ယောက်ျားကိုစိုးမင်းကိုယ်တိုင်ဖြစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။သေဆုံးသွားခဲ့ပြီလို့ထင်မှတ်ထားတဲ့ကိုစိုးမင်းကဘာကြောင့်အသက်ရှင်နေမသွဲနဲ့အတူရှိနေရတာလဲ။ဒီမူခင်ကြီးရဲ့အစ်မတရကန်ကမဆင်မသေးလား။ဒါမှမဟုတ်ကိုစိုးမင်းနဲ့မသွဲတို့ပူပေါင်းကြံစည်ခဲ့တဲ့ကြီးမားလာတဲ့အကြံစီကြီးပဲလား။သေဆုံးသွားပြီလို့အားလုံးထင်နေတာခဲ့တဲ့ကိုစိုးမင်းဟာမသွဲရဲ့ဘေးမှာအသက်ရှင်နေတဲ့အရှင်လက်လက်မြင်တွေ့လိုက်ရတာကြောင့်ဖိုးစော်ရဲ့အုံနောက်တစ်ခုလုံး
ဒိန်ကနေတုံလို့သွားခဲ့ပါတယ်။ဖိုးကျော်ဟာမိခင်ဖြစ်သူစီခြေလန်းတိုးဖို့စူးစမ်းရင်းစကားတွေတုံကြီးစွာနဲ့ထွက်ပေါ်လာခဲ့တာပါ။ကိုစိုးမေခင်ဗျားမသိဘူးလား။ဒါဆိုရင်အရင်ကတည်သွားခဲ့တဲ့သူကဘာတူလဲ။ခင်ဗျားတို့မမတဲ့ကိုဘာတွေလုပ်ခဲ့ကြတာလဲ။ဖိုးကျော်ရဲ့မိကွန်းကြောင့်မသွေရဲ့ဘေးမှာအေးဆက်ဆက်ရီမောလိုက်ပါတယ်။အဲ့ဒီခါမှာပဲစင်မတဲ့မသွေရဲ့လွှမ်းမိုးမှုအကျွေးမဲ့ခံခဲ့ရတဲ့အကြောက်စရာကောင်းလာတဲ့လှုပ်ဝက်ချက်ကြီးပေါ်ထွက်လာခဲ့တာပါ။ဖိုးကျော်ရဲ့နင်ဘာမှမသိပဲဒီလောက်ကြီးအတုံးချခံလိုက်ရတာတနာစရာပဲ။စင်မတဲ့ဆိုတဲ့မိန်းမငါလက်ခုတ်ထရရှိပဲ။လုံခဲ့တဲ့နှစ်ကသူ့အမားတစ်ခုလုပ်နေပြီးငွေကြေးအလွဲသုံးစားမှုတက်တေထောက်ထားတဲ့ငါလက်ထဲရောက်ခဲ့ရလေ။အဲ့ဒီတက်တေတွေနဲ့ပဲငါသူ့ကိုချိန်ချောက်ပြီးလွှမ်းမိုးချုပ်ကင်ထားခဲ့တာ။မသွေရဲ့စကားကြောင့်ဇလန်ရဲ့အထည်ကကျိုးဆွဲသူပေါ်လင်းသွားခဲ့ပါတယ်။စင်မတဲ့ကမသွေရဲ့အနိုင်ကျင့်လွှမ်းမိုးမှုအကြက်ကင်မှုတွေကြောင့်သူမခိုင်သမျှကိုညှင်းဆန်ပိုင်ခွင့်မရှိပဲကြော်ကွင်းတွင်းသို့တက်ဆင်းခဲ့ရခြင်းပဲဖြစ်ပါတယ်။မသွေနဲ့ကိုစိုးမင်းတို့ဟာအစာကလေးပူပေါင်းကကိုစိုးမင်းရဲ့ရုပ်အလောင်းကိုထင်မှတ်ထားရလောက်အောင်အခြားသူတို့ရဲ့တည်ဆုံမှုကိုအသုံးချခဲ့ခြင်းဖြစ်ပြီးစင်မတဲ့ကိုမကောင်းချင်စီဖို့အတွက်ခိုင်းစေရအမကန်ငွေတွေနဲ့တက်ထုတင်ရှယ်ယာတွေကိုရယူဖို့ကြံစည်ခဲ့ခြင်းပဲဖြစ်ပါတယ်။တော်ပြီမသွေဖိုးကျော်စာရွက်စာတမ်းတွေငါစီကိုပေးလိုက်စမ်းမဟုတ်ရင်နေမိရဲ့အသက်ကိုဒီနေရာမှာဆုံးသက်ရလိမ့်မယ်။ဖိုးကျော်ရဲ့မိခင်ဒေါခင်မြတ်ဟာမျက်ရည်စာတွေနဲ့ခေါင်းကိုခါရမ်းကဖိုးကျော်စာရွက်စာတမ်းတွေမပေးဖို့အတန်မထွက်ပဲတားဆီးနေခဲ့ပါတယ်။ဖိုးကျော်လက်ထဲကစာရွက်စာတမ်းတွေကိုပေးအရင်ရှေ့ကိုခြေတလန်တိုးလိုက်ချိန်မှာပဲစက်ရုံဟောင်းရဲ့တကားမကြီးဟာဘုံကနေပွင့်ထွက်သွားပြီးအပြင်ဘက်မှာရေတက်ဖွယ်ဝင်နေတဲ့အတူလက်ထိုက်ကခံထားရတဲ့မဆင်မသေးကိုယ်တိုင်ရဲဒီရဲ့ခေါ်ဆောင်မှုဖြင့်ဝင်ရောက်လာပါတော့တယ်။မဆင်မသေးဟာမိမိကိုအချိန်ကြာရှည်သောလွှမ်းမိုးချုပ်ကင်ခဲ့တဲ့မသွေနဲ့ရှားသားဖြစ်သူကိုစိုးမင်းတို့အားမျက်ရည်စာတွေနဲ့စူးစိုက်ကြည့်လိုက်ပါတယ်။မသွေကိုစိုးမင်းခင်ဗျားတို့ရဲ့ချိန်ချောင်းမှုတွေအောက်မှာကျမနောက်ထပ်မနေတော့ဘူး။ရဲတွေကိုအရာရာအမှန်တိုင်းကျမဝန်ခံလိုက်ပြီ။မဆင်မသေးရဲ့ရဲရင်စွာလာရောက်ဝန်ခံမှုကြောင့်မသွေနဲ့ကိုစိုးမင်းတို့ရဲ့မျက်နှာမှာဖြူရောက်သွားခဲ့ပါတယ်။ဒါပေမဲ့အကြိတ်ရိတ်တော်သောကိုစိုးမင်းဟာဖိုးကျော်ရဲ့မိခင်ကိုတစားခံဖြစ်အတင်းဆွဲယူလိုက်ပြီးဘေးမှာဓာတ်စီပုံကိုဆွဲဖွင့်ကအဆုံးသက်အန္တရာယ်ပြုဖို့စူးစမ်းလိုက်ပါတော့တယ်။ကိုစိုးမင်းကအကြိတ်ရိုက်သွားတဲ့အခါလက်ထဲကဓာတ်စီတွေကိုစက်ရုံဟောင်းကျန်းပြေပေါ်ဒေါသတကြီးလောင်းချလိုက်ပါတယ်။ချောင်းစရာကောင်းလာတဲ့မီးတောက်ကြီးတွေဟာဝုန်းကနေပေါက်ကွဲထွက်လာခဲ့ပြီးဖိုးကျော်ရဲ့မိခင်ဒေါခင်များနဲ့ဖိုးကျော်တို့ကြားမှာမိတတိုင်းကြီးတစ်ခုလုံးကာစီးသွားခဲ့ပါတယ်။ဖိုးကျော်မမေကိုမကြည့်နဲ့ပြေးတော့သားအပြေုံပြေးတော့မိခင်ပြည့်သူရဲ့မိတောက်တွေကြောင့်အော်ဟစ်တန်ကြောင့်ဖိုးကျော်ရဲ့ရင်ဘတ်တစ်ခုလုံးကွဲမတက်ခံစားလိုက်ရပါတယ်။ဖိုးကျော်ဟာမိမိတက်ကိုဗဒနာမထားဘဲမိတောက်တွေကိုကြော်လွှားကမိခင်စီကိုအတင်းတုံးဝင်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမသွေဟာစာရွက်စာတမ်းတွေကိုလူယူပြီးထွက်ပြေးဖို့ကြိုးစားစဉ်ရဲရရှိနေနဲ့ကိုမင်းမင်းတို့ကမသွေနဲ့ကိုစိုးမင်းတို့ဝိုင်းဝန်းဖမ်းဆီးလိုက်ကြပါတယ်။စက်ရုံတစ်ခွင်လုံးမိကိုအမိုက်တွေနဲ့ပြည့်နှက်သွားခဲ့ပြီးအချိန်တွေဟာအလွန်မင်းအနေနဲ့များလာခဲ့ပါတယ်။မိမိကျွန်တော်လာပြီ။မိမိကိုထားခဲ့ပြီးကျွန်တော်ဘယ်မှမသွားဘူး။ဖိုးကျော်ဟာကျိုးချုပ်ခံထားရတဲ့မိခင်ဒေါခင်မြစီရောက်သွားပြီးကျိုးတွေကိုအမြန်ဆုံးဖြုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့မိကိုပြေးလွန်းတာကြောင့်မိခင်ပြသူဟာတတိလက်မင်းမျောလို့နေပါဖြစ်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲမိတောက်တွေကြားရဲရဲစွာတိုးဝင်လာပြီးဖိုးကျော်တို့သားမျိုးကိုကူညီတွဲကူပေးလိုက်သူမှာအခြားသူမဟုတ်ပါဘူး။လက်ထက်ကတ်ထားလျက်နဲ့တိုးဝင်လာခဲ့တဲ့မဆန်မာသေးဖြစ်နေခဲ့ပါတယ်။မောင်လေးအချိန်မရှိတော့ဘူး။အန်ဒီကိုမမတဲ့အတူမပြောင်းမရှိပဲအပြေကိုမထုတ်ရင်အားလုံးမိကိုပုံပြီးဒုက္ခရောက်တော့မယ်။လာလာမြင်မြင်သွားကြရအောင်။စင်မသေးဟာသူမရဲ့အတိတ်မှာအမှားများစွာနဲ့မသွေရဲ့လွှမ်းမိုးချုပ်ကင်မှုအောက်မှာလွတ်မြောက်စေဖို့အတွက်မိမိရဲ့အသက်ကိုဆွန့်လွတ်ကဖိုးကျော်တို့သားမျိုးကိုကူညီပေးခဲ့တာပါ။ဖိုးကျော်နဲ့စင်မသေးတို့ဟာဒေါခင်မြတ်ကိုကျွဲကူကစက်ရုံဟောင်းအပြင်ဘက်သို့အသက်လူကထွက်ပြေးလွတ်မြောက်ခဲ့ကြပါတော့တယ်။အပြင်ဘက်သို့ရောက်ရှိသွားချိန်မှာတော့စက်ရုံဟောင်းကြီးအတွင်းမှာအဆောင်အုပ်ချုပ်ဝုန်းကနေပြိုကျသွားခဲ့ပြီးမသွေနဲ့ကိုစိုးမင်းတို့မှလည်းရဲတပ်ဖွဲ့ဝင်ရဲ့လက်သို့အပြေဝဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်။မီးလောင်မှုငြိမ့်သက်ပြီးတဲ့နောက်မဆင်မသေးဟာဖိုးကျော်ရဲ့ရှေ့မှာထူထောက်လိုက်ပြီးရဲရည်စားများစွာနဲ့တောင်းပန်လိုက်ပါတယ်။မောင်လေးရဲ့မမအထတွေချိန်ချောက်ခံရမှုတွေကြောင့်မောင်လေးကိုရောအားလုံးပါအတုံးချခဲ့မိတာပါ။မမလုပ်ခဲ့တဲ့အဖြစ်တွေအတွက်တရားဥပဒေရဲ့အပြစ်ကြောင့်မမဝမ်းမြောက်စွာခံယူပါမယ်။စင်မသေးရဲ့ဝန်ခံချက်နဲ့တူမှုခင်းကြီးတစ်ခုလုံးရဲ့အမှန်တရားများအားလုံးပွင့်လင်းမြင်သာသွားခဲ့ပါပြီ။ဒါပေမဲ့လည်းစိတ်ယုံတွေမှာဖန်ဆီးရမိတဲ့မသွေရဲ့အိတ်အတွင်းကတွေ့ရှိလိုက်ရတဲ့နောက်ဆက်တွဲလူဝဲစာရွက်စာတမ်းတစ်ခုကြောင့်ဖိုးကျော်တို့မိသားစုရဲ့အတိတ်မှာမတင်မှတ်ထားတဲ့အမှန်တရားကြီးတစ်ခုရုပ်ချက်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ရဲစခန်းရဲ့စစ်ဆေးရေးခန်းထဲမှာတော့စက်ရုံဟောင်းတွင်မှာမသွေရဲ့အိတ်တရားတွေသိမ်းဆည်းရမိခဲ့တဲ့လူဝဲစာရွက်စာတမ်းတွေကြောင့်မူခင်းကြီးတစ်ခုလုံးရဲ့အမှောင်မိုက်ဆုံးနောက်ွယ်ဟာအစီအစဉ်ကြီးတစ်ခုဟာရုပ်တိတန်စွာနဲ့အပြေအဝပေါ်ထွက်လာခဲ့ပါတယ်။ဖိုးကျော်ကိုမင်းမင်းနဲ့မိုးမိုးတို့ရဲစခန်းရှိမှနားထောင်နေကြစီမှာပဲ
ရဲရရှိကအမှုစစ်ဆေးချက်အတိအကျကိုထုတ်ပြန်လိုက်ပါတော့တယ်။ဒီမှုရဲ့ဗဟေလိအကုန်လုံးပြည့်စုံသွားပြီ။မသွေဟာကိုစိုးမင်းရဲ့တိတ်တိတ်ပုံမရင်ငယ်ဖြစ်နေခဲ့တာပါ။ကိုစိုးမင်းရဲ့တပ်ထုတွင်ရှယ်ယာတွေပိုင်ဆိုင်မှုတွေကိုတရားဝင်မရကြီးဖြစ်သူမဆင်ပါတဲ့တဝက်စီခွဲဝေရမှာကိုမသွေနဲ့ကိုစိုးမင်းတို့ကလုံးဝမလိုလားခဲ့ကြပါဘူး။ရဲရရှိရဲ့ထုတ်ဖော်ချက်ကြောင့်ဖိုးကျော်တယောက်မယုံနိုင်စရာအမှန်တရားကြီးကြောင့်အံ့အားသင့်သွားခဲ့ရပါတယ်။မသွေနဲ့ကိုစိုးမင်းတို့နှစ်ဦးဟာအတူတူပူးပေါင်းပြီးမဆင်ပါတဲ့ရဲ့အတိတ်ကအမှားတစ်ခုဖြစ်တဲ့ငွေကြေးအလွဲသုံးစားမှုသက်သေတွေကိုကင်ထားကမဆင်ပါတဲ့ကိုကြော်ကွင်းတွင်စနစ်တကျအကြက်ကင်မောင်းသွင်းခဲ့ကြတာပါ။ကိုစိုးမင်းဆုံးမသွားပြီလို့အတူရောင်ဖန်တီးကမဆင်ပါတဲ့ကိုတရကံဖြစ်အောင်ဆေးကက်ခိုင်းခဲ့ပြီးမဆင်ပါတဲ့ထောင်ထဲရောက်သွားချိန်မှာတော့ပိုင်ဆိုင်မှုတပ်ထုတွင်စာချုပ်တွေနဲ့အာမခံငွေအားလုံးကိုမသွေနဲ့ကိုစိုးမင်းတို့နှစ်ဦးတည်းရောက်ယူပိုင်ဆိုင်မှုအတွက်အကွက်ကြကြစီစဉ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။ဒီလောက်ထိတောင်ရက်ဆက်ကြတာလား။မမတတဲ့ရဲ့အားနဲ့ချက်ကိုကြိုက်ပြီးသူတို့နှစ်ယောက်ပိုင်ဆိုင်မှုတွေအကုန်လုံးရဖို့အတွက်မမတတဲ့ရောကျွန်တော်ကိုပါအကွက်ချပြီးအသုံးချခဲ့ကြတာပေါ့နော်။အရာရာပေါ်လွင်သွားချိန်မှာတော့မသွေနဲ့ကိုစိုးမင်းတို့ဟာတရားဥပဒေရဲ့ဖန်ဆီးအရေးယူမှုကိုမရှုမလားခံလိုက်ရပါတော့တယ်။တန်တိုင်းနဲ့နောက်ွယ်ကိုမဝင်ရောက်မီလက်ထိတ်ခံထားရတဲ့မဆင်ပါတဲ့ဟာဖိုးချိုစူးစိုက်ကြီးကမျက်ရည်တွေဝိုင်းတဲ့နောက်ဆုံးစကားတစ်ခုကိုဆိုလာခဲ့ပါတယ်။မောင်လေးရဲ့မမအားနေခဲ့လို့ချင်းချောက်တာကိုကြောက်ခဲ့လို့မောင်လေးကိုရောအားလုံးကိုပါဒုက္ခပေးပြီးခဲ့တာပါ။မမပြစ်တွေထိုက်တယ်နဲ့ပြစ်ထံကိုဝဲမြောက်စွာခံယူပါမယ်။မမကိုခွတ်လို့ပေးပါနော်။ဖိုးချိုကမဆင်ပါတဲ့ကိုစာနာစိတ်နဲ့ငေးကြည့်ရင်ခေါင်းကိုသာလှည့်ပြလိုက်နိုင်မှာတော့တယ်။မနေ့ပြန်မှာတော့လှည့်ကွက်ကြီးမာယာရီနာကျင်မှုတွေနဲ့ပြည့်နေနေခဲ့တဲ့ဒီမှုကင်းကြီးရဲ့နောက်ဆုံးနှိကုံချုံနဲ့ဖိုးချိုရဲ့ဘဝသစ်အစာကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။မုံတိုင်းဆိုရင်လွန်မြောက်သွားခဲ့ပြီးတဲ့နောက်တရားရုံးရဲ့အမိန့်ဒီဂရီချမှတ်သည့်နေ့သို့ရောက်ရှိလိုလာခဲ့ပါတယ်။ဥပဒေရဲ့စုံစမ်းစစ်ဆေးမှုများအရအမှန်တရားကအလေးအောင်သို့ကောင်းစွာပေါ်ထွက်လာခဲ့ပါပြီ။အစာအနောက်ဖောက်ပြက်ကလက်ွက်ပေါင်းစုံနဲ့မလို့တမကြံစီခဲ့ကြတဲ့ကိုစိုးမင်းနဲ့မသွေတို့နှစ်ဦးဟာလူသိရဲ့ကြံစီမှုဗကေရှင်သောပိုင်ဆိုင်မှုများမတရားရယူရဲ့ကြံစီမှုပြန်ပေးဆွဲမှုတို့ဖြင့်ထိုက်တန်လာတဲ့ထောင်ဒဏ်သီးသီးချမှတ်ခြင်းကိုခံလိုက်ရပါတော့တယ်။တခြားတစ်ဖက်မှာလည်းမိမိရဲ့အတိတ်အမှားကြောင့်လွှမ်းမိုးချုပ်ခံခဲ့ရပြီးအပြစ်မဲ့သူများကိုအသုံးချမိသည့်မဆင်ပါတဲ့သည်လေတရားဥပဒေရဲ့ပြစ်ဒဏ်ကိုစိတ်ရောကိုယ်ပါကျေနပ်စွာနဲ့လက်ခံယူခဲ့ပါတယ်။မောင်လေးမမလျှောက်ခဲ့တဲ့လမ်းမအတွက်ထိုက်တန်တဲ့အကျိုးဆက်ကိုခံယူရတာမို့မမရင်နဲ့အေးချမ်းသွားပါပြီ။မောင်လေးလည်းအတိတ်ကနာကျင်စရာတွေကိုမေ့ဖြစ်ပြီးအနာဂတ်မှာပျော်ရွှင်အောင်နေပါနော်။စင်မတဲ့ထောင်ကားပေါ်သို့တက်ရောက်သွားတာကိုဖိုးကျော်တပြင်းတစ်ချက်ချရင်ငေးကြည့်ကြရေးခဲ့ပါတယ်။အတိတ်ကကျွေးနဲ့အကဲဆဲမှုများမာယာကြော့ခွင်းနေနဲ့တိတ်တိတ်ရင်မှုမုံနိုင်ဆိုကြီးဟာအပီးတိုင်ချုပ်ငိမ့်သွားခဲ့ပါပြီ။ဖိုးကျော်ဟာမိခင်ဖြစ်သူဒေါခင်မြရဲ့လက်ကိုနှွေးထွေးစွာဆုပ်ကိုင်လိုက်ပြီးမိမိပေါ်အမြဲမပြတ်ရိုးသားစွာစိတ်တဆောက်မကင်ကူညီပေးခဲ့တဲ့မိုးမို့ရဲ့အပြုံးကိုမြင်တွေ့လိုက်ရချိန်မှာတော့ရှင်ထဲမှာတည်ငြိမ်အေးချမ်းမှုကိုအပြည့်အဝခံစားလိုက်ရပါတယ်။မေကျွန်တော်တို့အိမ်ပြန်ကြရအောင်။မို့နေလဲငါတို့နဲ့အတူတူပြန်လိုက်ခဲ့နော်။မိသားစုရဲ့မြတ်တာမိတ်ဆွေကောင်းတွေရဲ့တစ္ဆာတရားတို့ဖြင့်ဖိုးကျော်ရဲ့ဘဝသစ်ကလေးဟာအေးချမ်းစွာပြန်လည်စတင်နိုင်ခဲ့ပါပြီ။ဒီဇလန်လေးရပေးတဲ့သင်ခန်းစာကတော့လူတချို့ရဲ့နူးညံ့လှပတဲ့အပြင်းပန်းမှုရာနဲ့စကလုံးချိုချိုလေးတွေရဲ့နောက်ွယ်မှာအားတောင်းတဲ့လက်ကွက်တွေဖုံးကွယ်နိုင်နေသလိုအမားတစ်ခုကိုဖုံးကွယ်ဖို့အမားထထထပ်မံကျူးလွန်ခြင်းဟာမိမိကိုယ်ကိုပိုပိုနဲ့ဆိုင်တဲ့ကြော်ကွင်းဆိုကြီးတဲ့ရောက်ရှိသွားစေတတ်တာပဲဖြစ်ပါတယ်။ဒါအပြင်ဘဝမှာမောဟနဲ့အချစ်ကမ်းပြီးအမားမှန်ကိုမဝေဖန်နိုင်ပဲမူသားသက်တွေလိုက်ပြီးခြင်းဟာလေမိမိနဲ့မိမိချစ်ခင်ရသူများကိုပါအန္တရာယ်နဲ့ပဲဆွဲသွင်းလိုက်မိလျက်သာဖြစ်သွားစေနိုင်ပါတယ်။အမှန်တရားနဲ့သစ္စာတရားတည်တာလေဘာနဲ့မှလဲလှယ်၍မရနိုင်သောအဆုံးသက်တွင်အမြဲတမ်းအနိုင်ရရှိမိတစ်ခုတည်းသောတန်ဖိုးဖြစ်ပါတော့တယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်နေ့တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားဖို့ရကောင်းတဲ့ရှားတောက်ဆောင်အဆက်ဆက်လန်ကောင်းလေးများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးရှင်။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။